အားလုံးမင်္ဂလာပါဒီနေ့ကတော့တတိယနေ့ရောက်ပါပြီတတိယနေ့မှာဒုတိယနေ့တုန်းကဆွေးနွေးခဲ့တဲ့မြန်မာဘာသာစကားနဲ့ပတ်သက်ပြီးတော့အခြေခံအချက်ကလက်ကလေးတွေအားလုံးသိသွားကြပြီလို့ယူဆပါတယ်အဲ့လိုသိသွားတဲ့နော်အကြောင်းအရာလေးတွေအကြောင်းသိသွားပြီလို့ရှိရင်ဆရာမတို့ဒီနေ့သင်နည်းဘက်ကိုစတင်ပြီးတော့ဆွေးနွေးမှာဖြစ်ပါတယ်ဒီဆရာမကို screen share ခွင့်ပြုပါဆရာမတတိယနေ့မှာဘာသာစကားသင်ကြားမှုဆိုင်ရာနိဗျူဟာများနဲ့ပတ်သက်ပြီးတော့အပိုင်း1ကိုဆွေးနွေးသွားပါမယ်ဒီနိဗျူဟာတွေနဲ့ပတ်သက်ပြီးတော့3ပိုင်းခွဲပြီးတော့ဆွေးနွေးထားပါတယ်နံပါတ်1ကတော့ဘာသာစကားသင်ကြားမှုနဲ့နိဗျူဟာရဲ့ပထမပိုင်းပေါ့နော်ဒီမှာဆိုလို့ရှိရင်ဆရာမကဘာဆွေးနွေးမလဲဆိုလို့ရှိရင်ဘာသာစကားသင်ကြားမှုဆိုင်ရာနည်းဗျူဟာတွေနဲ့ပတ်သက်ပြီးတော့เนาะဆရာမတို့အဓိကအခြေခံသိရမယ့်အချက်ကလေးတွေရှိပါတယ်အဲ့ဒီအချက်ကလေးတွေကိုအရင်ဆုံးဆွေးနွေးပြီးသွားပါမယ်အဲ့ဒါဆွေးနွေးပြီးတဲ့အခါကျမှသင်နည်းတွေပေါ့เนาะမြန်မာစာမှာဘဲဖြစ်ဖြစ်တခြားဘာသာစကားပဲဖြစ်ဖြစ်ပေါ့เนาะဘာသာစကားမှာသင်ကြားတဲ့အသုံးများတဲ့နည်းတွေကနေထုတ်နှုတ်ပြီးတော့ဆရာမဆွေးနွေးသွားမှာဖြစ်ပါတယ်အဲ့တော့ပထမပိုင်းဖြစ်တဲ့ဘာသာစကားနဲ့ပတ်သက်ပြီးတော့သိရမယ့်အချက်တွေပေါ့နော်ဘာသာစကားလို့ပြောလိုက်တာနဲ့ကိုကသိရအဲ့တော့ language ကဘာအတွက်သုံးတာလဲဆရာမတို့အမြဲပြောလို့ရှိရဲ language is for communication လို့ပြောတယ်เนาะအဲ့ဒါကြောင့်ဘာသာစကားနဲ့ပတ်သက်တဲ့အခြေခံအကြောင်းအရာမှာအဓိကအချက်ကเนาะcommunication အတွက် language ကအရေးကြီးဆုံးဖြစ်တယ်အဲ့လိုပဲเนาะဘာသာစကားတစ်ခုဟာသင်ယူမှုအားလုံးရဲ့တော့ချက်ဖြစ်တယ်ဘာကြောင့်လဲသင်ယူမှုတိုင်းကိုဗမာစကားဘာသာစကားကိုသုံးပြီးတော့เนาะဆရာမတို့သင်ရတယ်သင်ရိုးပင်ဘာသာရပ်အားလုံးကိုလည်းဘာသာစကားကနေသင်ယူရတယ်ဒါကြောင့်ဘာသာစကားနဲ့သင်ယူရေးဟာအရင်အရေးကြီးတယ်เนาะအဲ့တော့ဘာသာစကားမှနားမလည်လို့ရှိရင်ကလေးတွေမှာသင်ယူမှုဖြစ်မှာမဟုတ်ဘူးဒါကြောင့်တိုင်းရင်းသားဒေသတွေမှာတိုင်းရင်းသားကလေးတွေအတွက်ခက်ခဲဖြစ်နေတာအဲ့ဒါပဲသူတို့ရဲ့ mother tongue ကဥပမာကရင်ကလေးတွေအတွက်ဆိုရင်ကရင်ဒီမွေးကလေးကစပြောလာတဲ့ဘာသာစကားအဲ့တော့သူတို့အတွက်ဒုတိယဘာသာစကားဖြစ်တဲ့မြန်မာစာကိုသင်ရခြင်းသည်အလွန်ခက်ခဲနည်းနည်းပါတယ်เนาะဒါကြောင့်ဆရာမတို့ဟာဘာသာစကားကဘာအတွက်သင်မှာလဲဘယ်သူအတွက်သင်မှာလဲဘယ်လိုဘာသာစကားအမျိုးအစားကိုသင်မှာလဲဆိုတာလည်းအလွန်အရေးကြီးပါတယ်ဘာသာစကားအသစ်ကိုသင်ယူမှာလားเนาะဒါမှမဟုတ်လို့ရှိရင်ဘာသာစကားအကြောင်းကိုသင်ယူမှာလားဒါမှမဟုတ်လို့ရှိရင်တခြားသင်ယူမှုတွေအတွက်ဘာသာစကားကိုသုံးပြီးတော့သင်ယူမှာလားဆိုတာကိုစဉ်းစားဖို့လိုပါတယ်เนาะဆရာမတို့ learning new language လား learning about language လားဒါမှမဟုတ်ရင် learning through language လားအခုဆိုရင်ဆရာမတို့မူလတန်းအဆင့်မှာမြန်မာစာဘာသာတို့အင်္ဂလိပ်စာဘာသာတို့သင်နေတာဒီ learning about language ဖြစ်ပါတယ်เนาะအဲ့တော့နောက်တစ်ခုကမြန်မာစာကိုเนาะသင်ကြားမှုမန်တိုင်အဖြစ်သတ်မှတ်ပြီးတော့တခြားဘာသာရပ်တွေသိပ္ပံပထဝီသမိုင်းသင်္ချာဒါတွေကိုလေ့လာတဲ့အခါမှာဆိုလို့ရှိရင်မြန်မာစာကိုအသုံးပြုပြီးတော့ပဲဆရာမတို့မူလတန်းအဆင့်မှာသင်ယူနေရတာဖြစ်တဲ့အတွက်ကြောင့် learning through language လည်းဖြစ်နေပါတယ်เนาะအဲ့တော့ခုနကတိုင်းရင်းသားလူမျိုးတွေဒါမှမဟုတ်ရင်ဗမာကလေးအတွက်ပဲเนาะဘဲကြည့်မယ်ဆိုရင်တောင်မှဘာသာစကားအသစ်တစ်ခုเนาะအပြောတွေမကပဲနဲ့အရေးတို့အဖက်တို့ပါစပြီးတော့သင်တော့ learning new language လို့လည်းပြောလို့ရတယ်ပေါ့เนาะအဲ့တော့အဲ့ဒါတွေကဘာကိုရည်ရွယ်ပြီးတော့ဘလို့အတွက်ရည်ရွယ်ချက်တွေနဲ့သင်နေတာသင်ယူနေတာလဲဆိုတာလည်းနားလည်ဖို့လိုပါတယ်နောက်တစ်ခုကဘာသာစကားဆိုတာဘာလဲလို့ပြန်ပြောရင်ခုနပြောပြီးပြီဘာသာစကားဆိုတာ communication အတွက်အဲ့တော့ communication အတွက်ဆိုလို့ရှိရင်ဆက်သွယ်ဖို့ဆိုရင်ဆရာမတို့ကအပြောဘာသာစကားနဲ့ဆက်သွယ်တာရှိတယ်စာရေးပြီးတော့ဘာဖြစ်လဲပေးလိုက်ခြင်းအဖြစ်ဆက်သွယ်မှုကိုဖြစ်စေတာဖြစ်တယ်တချို့ကြတော့မဟုတ်ဘူးเนาะဒီလိုမျိုးစာတို့စကားလုံးတို့နဲ့ဆက်သွယ်တာမဟုတ်ဘဲနဲ့เนาะ non verbal လို့ပြောရင်เนาะဆရာမ
နော်မဟုတ်ဘူးဒီမှာဘာနဲ့ပြောနေတာလဲအတန်နဲ့လည်းမပြောဘူးစာရေးပြီးတော့လည်းမပြောဘူးအမှုအရာပြပြီးတော့ပြောနေတာဖြစ်ပါတယ်ဒါကြောင့် non verbal communication ဆိုတာလည်းရှိပါတယ်နော်အဲ့ဒါကြောင့်ဒါပေမဲ့ဘာသာစကားကိုဖွံ့ဖြိုးတိုးတက်ဖို့ဆိုလို့ရှိရင်ဆက်သွယ်နိုင်ဖို့အတွက်တခြားလူတွေနဲ့ဆက်သွယ်နိုင်ဖို့စွမ်းဆောင်ရည်တွေရှိဖို့လိုတယ်အဲ့တော့ပြောတတ်ရမယ်သူများရေးတာကိုဖတ်တတ်ရမယ်သူများကိုဖတ်ဖို့အတွက်ရေးပေးနိုင်ရမယ်ပြောတဲ့ဟာကိုနားထောင်ပြီးတော့နားလည်နိုင်ရမယ်အဲ့ဒီလိုမျိုး skills ၄ခုကိုဘာဖြစ်လဲဖွံ့ဖြိုးတိုးတက်မှဘာသာစကားဟာ၄ခုလုံးဘက်စုံเนาะ holistic လို့ပြောတယ်ဘက်စုံထောင်းစုံကနေတိုးတက်မှဆရာမတို့ကဘာသာစကားကိုဖွံ့ဖြိုးတိုးတက်တယ် profession ဖြစ်တယ်လို့ခေါ်ပါတယ်เนาะကျွမ်းကျင်တယ်လို့ခေါ်ပါတယ်ဒါကြောင့်မို့လို့เนาะဘာသာစကားဟာကိုယ်စိတ်ထဲမှာရှိနေတဲ့အတွေးတွေကိုပြောချင်တဲ့အကြောင်းအရာတွေကိုဆက်သွယ်ချင်တဲ့အကြောင်းအရာတွေကိုယ့်ရဲ့ခံစားချက်တွေကိုယ့်ရဲ့စိတ်ကူးတွေကိုတခြားသူသိအောင်မဖြစ်လဲဆက်သွယ်နိုင်ဖို့ဘာသာစကားကိုအသုံးပြုပြီးတော့ဆက်သွယ်နိုင်ပါတယ်ဒါကြောင့်ဘာသာစကားသိယူမှုဖြစ်စဉ်ဟာအရင်အရေးကြီးပါတယ်အဲ့တော့ဘယ်လိုဘာသာစကားကိုခုနလည်းပြောပြီးပြီမိခင်ဘာသာစကားအနေနဲ့သင်ယူမှာလားဒုတိယဘာသာစကားအနေနဲ့သင်ယူမှာလားเนาะနိုင်ငံခြားဘာသာစကားအနေနဲ့သင်ယူမှာလားဆိုတဲ့เนาะဘယ်လိုအနေအထားနဲ့သင်ယူမလဲဆိုတာလည်းအရင်အရေးကြီးတယ်ဒါပေမဲ့ဆရာမတို့အတွက်ကတော့မြန်မာစာသင်ကြားခြင်းသည်မြန်မာစာဟာမွေးကလေးကမိခင်ဖခင်တွေပြောတဲ့အတန်တွေကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့လူတွေရဲ့ပြောတဲ့အတန်တွေကိုကြားခဲ့ရတယ်ကြားပြီးတော့ကိုကမဖြစ်လဲအဲ့ဒီကြားတဲ့ဟာပေါ်မှာမူတည်ပြီးတော့အတုယူပြီးတော့စပြီးတော့ articulation အတန်တွေထွက်လာတယ်ဘူးဝါဝါဘူးဘူးမှုတ်တဲ့အချိန်ကနေစပြီးစကလုံးတစ်လုံးစထွက်လာတယ်နှလုံးစထွက်လာတယ်ဖေဖေမေမေဖေမေရေပေးအဲ့ဒါမျိုးလေးတွေကစပြီးတော့เนาะစကလုံးတစ်လုံးစကစုเนาะပြီးတော့မှဝက်ကြစကားအပြည့်စုံပေါ့เนาะညွှန်ကြားချက်တွေကိုယ့်ရဲ့ဖော်ပြချက်တွေဟာအဲ့တော့ဖွံ့ဖြိုးတိုးအဆင့်ဆင့်ဖွံ့ဖြိုးတိုးတက်လာတာဖြစ်တယ်ဒါကြောင့်ဆရာမတို့အနေနဲ့ဆိုလို့ရှိရင်မြန်မာဘာသာစကားဟာမွေးကလေးရပါဖြစ်လေအလူ natural way of learning တဘာဝအားဖြင့်သင်ယူနေတဲ့ဖြစ်စဉ်ကြီးတစ်ခုကိုဆရာမတို့ကရခဲ့တာဖြစ်တယ်ကထာကံကောင်းစွာပေါ့နော်ဒါပေမဲ့တိုင်းရင်းသားကလေးတွေအတွက်ကတော့မြန်မာဘာသာစကားဟာသူတို့အတွက်mother tongue မဟုတ်ဘူးသူတို့မွေးလာတဲ့ကချင်ရွာလေးတွေမှာမွေးတယ်ကရင်ရွာလေးတွေမှာမွေးတယ်သူတို့ကြားတဲ့စကားဒီကချင်စကားကရင်စကားပဲကြားမယ်အဲ့တော့ကချင်စကားကရင်စကားကိုပဲကြားတဲ့အတွက်ကြောင့်သူတို့ပြန်ပြီးတော့စချင်းပထမဦးဆုံးပြောတဲ့စကားဒီလေကချင်ဝဟာရကချင်ကရင်အတန်ဒီကရင်စကားလုံးတွေပဲစပြီးတော့ပြောလာမှာဖြစ်တယ်သူတို့အတွက်ကတော့မြန်မာစာဟာဒုတိယဘာသာစကားဖြစ်နေတာဖြစ်ပါเนาะအဲ့တော့ဒါကြောင့်ကလေးတွေဟာဆရာမတို့တွေဟာเนาะဘာသာစကားကိုမွေးကလေးကသဘာဝအားဖြင့်ဘာသာစကားဆိုင်ရာစီးမြင်တွေကိုပုံစံတကြရောပုံစံမကြရောเนาะမရရှိဒီလိုပြောရတယ်ဒီလိုပြန်ပြောရတယ်ဆိုတာမရရှိခဲ့ပေမဲ့เนาะကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရှိတာကိုဆက်စချင်းအကြားနဲ့ရခဲ့တယ်ပြီးလို့ရှိရင်အဲ့ဒီအကြားလေးတွေကိုပြန်ပြီးတော့เนาะအတုယူပြီးတော့အတန်တွေထွက်လာခြင်းအဖြစ်တစ်လုံးနှလုံးเนาะအဲ့ဒီကနေစကလုံးလေးတွေဖြစ်လာတယ်ဝှက်ကြလေးတွေပြောတတ်လာတယ်အဲ့ဒီလိုမျိုးသဘာဝအားဖြင့်เนาะလေ့ကျင့်သင်ယူပြောဆိုရင်းနဲ့တက်ခဲ့တာဖြစ်ပါတယ်เนาะအဲ့တော့ဆရာမတို့ဒီမြန်မာစာကိုเนาะမိခင်ဘာသာစကားဆရာမတို့ကတော့သိကြတယ်မိခင်ဘာသာစကားအနေနဲ့သင်ရတာကချင်လူမျိုးကရင်လူမျိုးတွေအတွက်ကသူတို့ရဲ့မိခင်ဘာသာစကားကရင်ကချင်ဖြစ်တဲ့အတွက်ကြောင့်သူတို့ကမြန်မာစာကိုဒုတိယဘာသာစကားအနေနဲ့သင်ရတယ်အင်္ဂလိပ်စာကြတော့တတိယနိုင်ငံခြားဘာသာစကား L3 ဖြစ်သွားပြီပေါ့အဲ့တော့ဆရာမတို့ဒီဘယ်လို L1 နဲ့သင်မှာလား L2 နဲ့သင်မှာလား L3 နဲ့သင်မှာလားဆိုတဲ့ဘာသာစကားအမျိုးအစားတွေကိုလည်းဆရာမတွေသိဖို့လိုတယ်နော်နောက်ထပ်ဘာသာစကားတွေဆရာမတို့အတန်းနည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 ်း
ဘာသာစကားတစ်ခုကိုကျွမ်းကျွမ်းကျင်ကျင်เนาะခုန 4 scale လုံးကိုကောင်းကောင်းရပြီဆိုရင်နောက်ထပ်ဘာသာစကားသင်ယူဖို့ကအရန်လွယ်သွားပါတယ်เนาะအဲ့တော့နောက်ထပ်ဘာသာစကားတွေ additional language တွေဘာတွေသင်ရမလဲပေါ့เนาะအဲ့တော့သင်ကြားမှုမန်တိုင်စကားကဘာလဲเนาะဆိုလိုတာအကြောင်းတွေမှာဘာစကားသုံးပြီးသင်နေတယ်လဲပေါ့เนาะနောက်တစ်ခုကဘာသာစကားတစ်ခုသို့မဟုတ်နှစ်ခုသို့မဟုတ်ဘာသာစကားအမျိုးစုံအခြေခံတဲ့ပညာရေးဆိုပြီးတော့မှပညာရေးစနစ်ဒီမှာလဲ multilingual education ဆိုပြီးတော့အခုနောက်ပိုင်းမှာအရန်ပြောလာပါတယ်เนาะအဲ့တော့ဥပမာပြောရမယ်ဆိုရင်ဆရာမမြီးလေးဆိုလို့ရှိရင် तू ကစင်ကူမှာမွေးတယ်စင်ကူမှာကြီးတယ်ဒါပေမဲ့အိမ်မှာမွေးကြတဲ့ကမိခင်ဘာသာစကားကိုဆရာမတို့ကပြောပေးတယ်သုံးပေးတယ်နားထောင်တယ်เนาะ तू စနားထောင် तू စကြားတာမြန်မာစကားเนาะမြန်မာစကားပြီးတဲ့အခါကျတော့ तू ကतू ပြန်ပြောတာလဲမြန်မာစကားအဲ့ဒါကြောင့် तू ကမြန်မာစကားကိုကောင်းကောင်းလေးပြောတတ်တယ်အခုချိန်ထိပြောတတ်တယ်ဒါပေမဲ့အရေးအဖက်တော့မရဘူးဘာလို့လဲဆိုတော့အရေးအဖက်ကိုဆရာမတို့သူ့အတွက်စဉ်းစားပြီးတော့ပေါ့နော်လောလောဆယ်ဆယ်တော့မတင်သေးဘူးလို့ဆုံးဖြတ်ထားတယ်ဘာကြောင့်လဲသူဒီမြန်မာစကားအပြင်ကို English ကျောင်းရဲ့ကျောင်းသုံးဘာသာစကား medium of instruction က English ဖြစ်နေတယ်နောက်ကျောင်းမှာသူတို့တရုတ်စာသင်ရတယ်နော်တရုတ်စာကို mother tongue အနေနဲ့ယူရတယ်ဆိုလိုတာ additional ဘာသာစကားအနေနဲ့ယူရတာမဟုတ်ဘူး mother tongue အနေနဲ့ယူရတဲ့အတွက်ကြောင့်သူတို့ဒီသူ့အတွက်ကဘာသာစကားတွေနဲ့အထူးသဖြင့်တရုတ်ဘာသာကတော်တော်လေး Chinese language ကအရင်ခက်တယ်exposure လည်းမရှိဘူးဆရာမတို့လည်း Chinese လို့မတတ်တဲ့အတွက်ကြောင့်သူဒီအဲ့ဒီဟာပေါ်မှာအများကြီးအားစိုက်ပြီးတော့သင်ယူနေရတာဖြစ်တဲ့အတွက်ကြောင့်ဆရာမတို့ကမြန်မာစကားကိုနည်းနည်းလေးကြီးမှပေါ့နော်ဟိုအရေးအဖက်ကိုစပြီးတော့သင်မယ်လို့စဉ်းစားရတယ်ပေါ့နော်ပထမတော့သင်ပေးခဲ့သေးတယ်เนาะသင်ပေးခဲ့တော့လည်းတက်တယ်ဘာသာစကား၃ခုလုံးတရုတ်ကော English ကောမြန်မာရောเนาะသူတက်တယ်ဒါပေမဲ့ခုနပြောတဲ့အချိန်ပြဿနာပေါ့เนาะအချိန်ပြဿနာရဲ့ဆရာရှာခက်တဲ့ပြဿနာမြန်မာစကားကိုကျွမ်းကျွမ်းကျင်ကျင်သင်နိုင်တဲ့ဆရာကိုရှာရခက်တဲ့ပြဿနာကြောင့်ဆရာမတို့ဒီမြန်မာစာကိုနောက်ဒီမှာမြန်မာစာကိုလည်းဟိုမဖြစ်တော့အဲ့ဒီဟာကိုတော့လက်လျှော့ထားရတယ်ပေါ့เนาะအဲ့တော့เนาะဘာသာစကားသင်ယူမှုဖြစ်စဉ်ဟာအရင်အရေးကြီးပါတယ်တဲ့เนาะအဲ့တော့ခုနဆရာမပြောပြီးပြီမိခင်ဘာသာစကားကမွေးခဲ့တဲ့ရပါဖြစ်လေမမွေးခင်ကတည်းကတော့ပြောလို့မမွေးခင်ကတည်းကစပြီးတော့နားထောင်နိုင်ကလေးတွေအကြာမိခင်ခေါ်လဲဝင်းပိုက်အတွင်းမှာတရေတီကလေးကနော်5-6လမှာကလေးကလေးတွေကောင်းကောင်းကြားနိုင်တယ်ဒါကြောင့်မို့လို့အဖေတို့အမေတို့နော်ဖះစာရွတ်ပေးတယ်ပုံပြင်လေးတွေပြောပေးတယ်ဆိုတာဟာ early childhood မှာ serve and return ဆိုတဲ့နော်ဗီဒီယိုလေးကိုကြည့်လိုက်ရင်အရင်ခေါ်မလဲအဲ့ဒီအချက်ကိုသဘောပေါက်နားလည်မှာဖြစ်တယ်နော်ဒါကြောင့်တဘာဝအလျောက်သင်ယူနေတယ်မွေးကလေးကမိခင်ဘာသာစကားကိုနော်အဲ့တော့ဒါပေမဲ့တရားစီမြတ်ဒီလိုဖြစ်တယ်เนาะဟိုမြန်မာစာမှာဆိုလို့ရှိရင်ကရိယာဟာနောက်ဆုံးမှာထားတယ်စသည်ဖြင့်တရားစီမြင့်နေသူတို့မသိသေးဘူး formal instruction တွေမရသေးဘူးဒါပေမဲ့နေ့စဉ်ဘဝမှာနားထောင်တယ်စကားပြန်ပြောတယ်เนาะအဲ့ဒီကနေစပြီးတော့မှသူတို့ဟာသင်ယူရရှိနေတာဖြစ်ပါเนาะအဲ့တော့ဘာသာစကားနဲ့ပတ်သက်ပြီးတော့ကျောင်းသားတွေကလေးတွေဟာသူတို့ပြောတဲ့ဘာသာစကားသူတို့နားလည်တဲ့ဘာသာစကားနဲ့ဆိုလို့ရှိရင်အကောင်းဆုံးသင်ယူနိုင်ကြပါတယ်တဲ့ဒါကြောင့်မိခင်ဘာသာစကားကိုဦးစားပေးပြီးတော့သင်ယူဖို့ဟာအရင်အရေးကြီးပါတယ်เนาะမိခင်ဘာသာစကားနဲ့အခြားဘာသာစကားတွေကိုသင်ယူဖို့အရင်အမြင့်အခြေခံဖို့အရေးကြီးပါတယ်เนาะဒါကြောင့်ဆရာတွေဟာခလေးတွေကိုသင်ပေးတော့မယ်ဆိုလို့ရှိရင်မိခင်ဘာသာစကားအနေနဲ့သင်မှာလားဒုတိယဘာသာစကားအနေနဲ့သင်မှာလား foreign language အနေနဲ့မြန်မာစာကိုသင်မှာလားဆိုတာတွေကိုစဉ်းစားပြီးတော့အတန်စနစ်တွေဒုတိယနေ့မှာဆွေးနွေးခဲ့တဲ့အတန်စနစ်တွေအခရာစလုံးတွေအခရာစလုံးရဲ့အမည်တွေအရေးသားစနစ်တွေစတဲ့ဟာတွေအကုန်လုံးကိုဆရာတွေကသိထားဖို့လိုပါတယ်เนาะဒါကြောင့်သင်ကြားနည်းတွေကအများကြီးရှိတယ်အများကြီးတဲ့စီလျော်အောင်ရွေးချယ်ဖန်တီးတတ်ဖို့လည်းလိုပါတယ်ဒါကြောင့်เนาะexposure လို့ခေါ်တဲ့သင်ယူမှုပတ်ဝန်းကျင်ကိုเนาะအထောက်ပံ့နေများပေးဖို့လည်းပဲဖြစ်လေ
လိုပါတယ်အဲ့လိုသာရခဲ့လို့ရှိရင်ကျောင်းစတက်ခရေကကလေးတွေဟာဘာသာစကားမျိုးစုံကိုသင်ယူနိုင်စွမ်းရှိပါနော်နောက်တစ်ခုကဆရာတွေနော်ကိုရီးယားဗမာစာဆရာဖြစ်ပြီဆိုတော့ဘာသာစကားသင်ကြားတဲ့ဆရာတွေဖြစ်တယ်အဲ့တော့အဲ့ဒီသင်ကြားတဲ့ဆရာတွေဟာဘယ်လိုလိုက်နာသင့်တယ်လဲအချက်လေးတွေအကြံပြုချက်ကလေးတွေဆရာမနည်းနည်းလေးတင်ပြချင်ပါတယ်နံပါတ်1ကစိတ်ရှည်ပါတဲ့နော်လုံလောက်တဲ့အချိန်ပေးပါတဲ့အဲ့ဒါဆရာမတို့တွေအမြဲတမ်းကလေးတွေကိုဒါလှုပ်ဒါဖက်နော်ဒီဟာကိုမေးခွန်းနေမေးလိုက်တယ်မစောင့်ဘူးနော်လုံလောက်တဲ့အချိန်ကိုမပေးဘူးနော်အဲ့လိုမျိုးတွေဖြစ်လေရှိတယ်ကိုကပဲမေးကိုကပဲဖြေတာမျိုးဖြစ်လေရှိတယ်အဲ့ဒါမျိုးမလုပ်ပါနဲ့နောက်ကလေးတွေနဲ့ကျင်ကျင်နာနာနဲ့စကားပြောပါတဲ့ကလေးတွေကိုစတာနောက်တာเนาะသူတို့ရဲ့ဘာခေါ်မလဲ image ကိုထိခိုက်သွားတဲ့စကားလုံးတွေ body shaming တွေဒါမျိုးတွေမလုပ်ပါနဲ့တဲ့เนาะအထူးသဖြင့်စကားချစ်တဲ့ကလေးတွေလည်းရှိကောင်းရှိနိုင်မယ်စကားမပီတဲ့ကလေးတွေလည်းရှိကောင်းရှိနိုင်မယ်အဲ့ဒါကိုငါအားတို့เนาะငထုံတို့ဒါမျိုးတွေမျိုးမစပါနဲ့ကိုကတော့စလိုက်တာလို့ခေါ်လိုက်တာပဲဒါပေမဲ့ကလေးတွေမှာเนาะ self esteem လို့ခေါ်တယ်မိမိကိုယ်ကိုမိမိတန်ဖိုးထားမှုတွေကိုအများကြီးကျဆင်းစေပါမိကိုမေးခြင်းကိုအားပေးပါတဲ့เนาะမိကိုမေးခြင်းဆိုတာကကိုကလည်းမေးမယ်ကလေးတွေမေးဖို့လည်းအခွင့်အလမ်းပေးပါเนาะအဲ့တော့အကူအညီလိုတဲ့သူတွေကိုဖော်ထုတ်နိုင်ဖို့အတွက်ကလေးတစ်ယောက်ချင်းစီကိုလေ့လာဖို့လိုပါတယ်တဲ့เนาะအခုဆရာမတို့တွေကဘာဖြစ်နေလဲဆိုတော့ဆရာမတို့အတန် class size ကလည်းကြီးတယ်เนาะအခုဆိုရင်တချို့နာမည်ကြီးကျောင်းတွေမှာဆိုရင်80တို့90တို့အဲ့ဒါမျိုးတွေเนาะဘာခေါ်လဲအတန်အရွယ်အစားအဲ့လောက်များနေတယ်ပေါ့နော်အဲ့လိုများနေရင်တော့တူးချင်းရဲ့တိုးတက်မှုလိုက်ကြည့်လို့ဆိုတာမလွယ်ပါဘူးเนาะ20 30လောက်က class size ကဒါပုံမှန်အများဆုံးရှိတဲ့အနေအထားဖြစ်ပါတယ်เนาะနောက်အပြုသဘောဆောင်တဲ့သုံးသက်အကြံပြုချက်ကိုပေးပါ feedback တွေပေးရမယ်အဲ့တော့ feedback တွေပေးလို့ရှိရင်ဆရာမတို့ကဘယ်လို feedback တွေကိုပေးမလဲဆိုရင်နံပါတ်1positive feedback တွေကိုကောင်းတဲ့အချက်တွေကိုအရင်ဆုံးပြောပါမယ်เนาะပြီးတော့မှပြုပြင်ရန်လိုတဲ့အချက်တွေကိုညင်ညင်သာသာလေးပြောပါမယ်ဘာခေါ်မလဲဒီလိုမျိုးเนาะဆရာမတို့ဥပမာကာကြီးခခွေရေးတယ်ပေါ့အဲ့ဒါရေးတဲ့ဟာကိုမဟုတ်ဘူးဆိုပြီးတော့ခါအမှားကြီးချစ်ချပြီးတော့စောက်ကိုပြစ်ပေးလိုက်တာဆိုလို့ရှိရင်เนาะဒါဒီအတန်ဖြင့်ဆက်သွယ်တာမဟုတ်ဘူးဘာသာစကား verbal language ကိုသုံးနေတာမဟုတ်ဘဲနဲ့ non verbal language နဲ့ကလေးတွေကို negative feedback တွေပေးနေတဲ့သဘောမျိုးဖြစ်ပါတယ်အဲ့ဒါမျိုးတွေမဖြစ်စေပါနဲ့နောက်တစ်ခုကစကားပြောလို့ရှိရင်ဖြည်းဖြည်းပြောပါရှင်းရှင်းလင်းလင်းပြောပါကလေးများဘက်ကိုမျက်နှာမူပါတဲ့เนาะကလေးနဲ့ face to face ပြောဖို့လိုပါတယ်တစ်ယောက်ချင်းလုပ်ငန်းပဲဖြစ်ဖြစ်2ယောက်တွဲလုပ်ငန်းပဲဖြစ်ဖြစ်အုပ်စုလုပ်ငန်းပဲဖြစ်ဖြစ်เนาะလုပ်ခိုင်းမှာအထူးသဖြင့်เนาะသင်ယူမှုအားနည်းတဲ့ကလေးတွေဘာခေါ်လဲဒီအထူးကူညီပေးဖို့လိုအပ်နေတဲ့ကလေးတွေเนาะဥပမာဘာသာစကားမှာဆိုလို့ရှိရင်ဆရာမတို့เนาะဘာသာစကားနဲ့ပတ်သက်ပြီးတော့เนาะချွေရင်းချက်ရှိနေတဲ့အားနေတဲ့ကလေးတွေဥပမာဆိုလို့ရှိရင်စကားလုံးတွေကိုဖြောင်းပြမြင်တတ်တာတို့เนาะစကားလုံးရဲ့ကွဲပြားခြားနားချက်ကိုမခွဲခြားနိုင်တာတို့เนาะအင်္ဂလိပ်လိုဆိုရင်ပို့ပြီးတော့သိတာထင်ရှားတယ် B နဲ့ D ဆိုရင်ဘယ်ဘက်လှည့်လဲ3နဲ့4ဆိုရင်ဘယ်ဘက်လှည့်လဲဆိုတာသူတို့ကမမှတ်မိနိုင်ဘူးတော်တော်လေးသူတို့အတွက်ခက်ခဲတယ်ဒါသည်เนาะ3နဲ့4နဲ့ကိုမရကောင်းလို့မပြောပါနဲ့ဒါသူတို့ရဲ့အုံနောက်ထဲမှာလုပ်နေတဲ့ function အုံနောက်ရဲ့လုပ်ငန်းသဘာဝအရာသူတို့ကအဲ့လိုမြင်နေတာဖြစ်တယ်เนาะဒါတွေကိုတခါလေကြာရင်တချို့ကလေးတွေတိတ်တနာစရာကောင်းတယ်စာပိုက်ကိုစလုံးတွေကိုမမြင်မင်းနဲ့စလုံးတွေကပြေးနေတယ်လို့မြင်နေတဲ့ကလေးမျိုးတွေလည်းရှိတတ်ပါတယ်เนาะအဲ့လိုကလေးမျိုးတွေဆိုလို့ရှိရင်အထူးလိုအပ်နေတဲ့ကလေးတွေဆိုရင်ခုနကအားကောင်းတဲ့သူငယ်ချင်းနဲ့တွဲပေးဖို့เนาะလိုအပ်ပါတယ်เนาะအဲ့လိုလက်တွဲခေါ်ဖို့လိုအပ်ပါတယ်နောက်တစ်ခုကကြတော့သဘောထားယူဆချက်အမျိုးမျိုးကိုเนาะဖော်ပြတဲ့အခါမှာနည်းအမျိုးမျိုးနဲ့ဖော်ပြနိုင်တယ်เนาะရုပ်ပုံဆွဲပြီးတော့လည်းဖော်ပြနိုင်တယ်စာရေးပြီးတော့လည်းဖော်ပြနိုင်တယ်ပါဇက်ကနေလည်းထုတ်ဖော်ပြီးတော့ပြောနိုင်တယ်အဲ့တော့ပြောနိုင်သမျှနည်းအမျိုးမျိုးနဲ့တင်နိုင်သမျှသင်ပေးပါเนาะသင်ယူရန်အတွက်နည်းလမ်းအမျိုးမျိုးကိုအသိမှတ်ပြုပါတဲ့
ခလေးများရဲ့အာတာချက်နဲ့စိတ်ဝင်စားမှုခလေးပါစိတ်ဝင်စားလဲခလေးရဲ့သဘာဝပါလဲအထူးသဖြင့်ခလေးတွေမူလာတန်းအဆင့်ခလေးတွေဟာပုံနားထောင်ရတာတိတ်ကြိုက်ကျွတ်ဆိုရတာတချင်းဆိုရတာကြပြဆိုရတာအရန်ကြိုက်တယ်ပုံနေရွေးဆွဲပြီးတော့တရုပ်ဖော်ရတာအရန်ကြိုက်တယ်အဲ့တော့အဲ့ဒီလိုမျိုးသူတို့ရဲ့စိတ်ဝင်စားမှုကိုထုတ်ဖော်ပြီးတော့အားပေးပြီးတော့ဘာသာစကားသင်ကြားရေးနဲ့ဆက်ပေးပါတဲ့နော်နောက်မိဘများအဲ့ဒါတော့အမြဲတမ်းပြောတယ်နော်ကျမတို့ပြောလိုက်လို့ရှိရင်လေကျောင်းကိုပို့ထားတာပဲကျောင်းကတာဝန်ယူရမှာပေါ့ကျောင်းတစ်ခုတည်းနဲ့ဒီလောက်မြန်းမြောင်လှတဲ့နော်တာဝန်တွေကိုပြည့်စုံအောင်မထမ်းနိုင်ဘူးမိဘတွေကလည်းကုညီမရတယ်နော်မိဘတွေရဲ့ပတ်မိုးမှုကလည်းအရေးကြီးတယ်ဒီမှာဆိုလို့ရှိရင်မိဘတွေကဘာတွေလုပ်ပေးလိုက်ပါဆိုတာကိုအမြဲတမ်းဒီ room ထဲမှာလေသူတို့စာအမြဲပို့တယ်အဲ့ဒါဆိုရင်ကားတဲ့နောက်နေ့အတွက်ပေါ့နော်ပြင်ဆင်ဖို့အတွက်မိဘတွေကအိမ်ကနေလုပ်ပေးရတယ်အဲ့ဒါမျိုးမိဘတွေနဲ့ဆက်သွယ်မှုပြုလုပ်ပါတဲ့ဒါတော့နော်ဒီမှာမိဘကမိုးလင်းရမိုးချုပ်အလုပ်သွားနေရတဲ့မိဘတွေပဲနော်အိမ်မှာနေပြီးတော့ခလေးကိုတည်နေတဲ့ပြုစုပြောထောင်နိုင်တဲ့မိဘဆိုတာရှာမရှာဒီမှာအကုန်အလုပ်လုပ်ကြရတယ်နော်အဲ့လိုအနေအထားမျိုးရှိပါတယ်အဲ့တော့ဆရာမတို့ကသင်ကြားတော့မယ်ဆိုလို့ရှိရင်ဒီမှာစာပဲဖြစ်ဖြစ်ဘာသာစကားပဲဖြစ်ဖြစ်เนาะဘာသာရက်ကိုပဲဖြစ်ဖြစ်သင်ကြားတော့မယ်ဆိုဆရာမတို့ကအချက်၃ချက်အရေးကြီးတယ်ခလေးအကြောင်းသိရမယ်သင်ရမယ့်အကြောင်းအရာကိုသိရမယ်သင်နည်းတွေကိုသိရအဲ့တော့ဆရာမတို့အဲ့ဒီ၃ချက်ကအရင်အရေးကြီးတယ်အဲ့ဒီ၃ချက်စလုံးထည့်သွင်းစဉ်းစားတဲ့အတွက်ကြောင့်เนาะသင်ရမယ့်အကြောင်းအရာကတော့ဒုတိယနေ့မှာလည်းအများကြီးရှင်းပြခဲ့ပါတယ်နောက်အသေးစိတ်သင်ခန်းစာတွေသင်တဲ့အခါမှာလည်းသင်ရမယ့်အကြောင်းအရာတွေအကြောင်းအများကြီးပါလာမှာဖြစ်တယ်အဲ့တော့ဆရာမတို့ခလေးအကြောင်းလေးစဆွေးနွေးရအောင်เนาะခလေးအကြောင်းဘာတွေသိရမလဲနံပါတ်1ခလေးရဲ့ဖွံ့ဖြိုးမှုမှတ်တိုင်အဆင့်တွေကိုသိဖို့လိုတယ်ခလေးတွေမှာဖွံ့ဖြိုးမှုနယ်ပယ်9ရပ်ရှိတယ်ကာယညာနာဇာရိတ္တเนาะဘာသာစကားမိတ္တเนาะအဲ့တော့အဲ့လိုဖွံ့ဖြိုးမှု9ရက်ထဲမှာ milestone တွေရှိတယ်အသက်ဘယ်လောက်မှာဘာတွေလုပ်တတ်ရမယ်ဘာတွေကင်တတ်ရမယ်ပေါ့ခုနဘူးမှုတ်တဲ့ကလေးဆိုလို့ရှိရင်အသက်ဘယ်လောက်မှာဘူးမှုတ်တတ်ရမယ်เนาะအသက်ဘယ်လောက်မှာစကလုံးတစ်လုံးစပြောတတ်ရမယ်စသဖြင့်ပေါ့เนาะဒါဘာသာစကားနဲ့ပတ်သက်ပြီးတော့ဖွံ့ဖြိုးမှုမှတ်တိုင်တွေလည်းရှိအဲ့ဒီမှတ်တိုင်အဆင့်တွေကိုအမြဲတမ်းထည့်စဉ်းစားမယ်နံပါတ်1ကလေးတဘာဝเนาะနောက်တစ်ခုကခလေးဟာသင်ယူမှုအတွက်အဆင်သင့်ဖြစ်နေပြီလားမဖြစ်သေးဘူးလားဆိုတာကို readiness ကိုအမြဲတမ်းစဉ်းစားမယ်တခါလေကြာရင်ခလေးအနေနဲ့เนาะနေမကောင်းလို့ဖြစ်စေเนาะတခြားမှာစိတ်လွင့်စရာတွေဖြစ်သွားလို့ဖြစ်ပါစေဒီမှာအာယုံမဆိုင်နိုင်ဘူးအဲ့တော့ဆရာကအမြဲတမ်းကြည့်နေရမယ်ကိုယ်ခလေးတွေသင်ယူမှုအဆင်သင့်ဖြစ်ပြီလားဖြစ်ပြီဆိုမှစတင်မှထိရောက်မှာဖြစ်တယ်နော်မဟုတ်ဘဲနဲ့ကလေးကအိတ်ငိုက်နေတယ်စပွဲပေါ်မှာပေါက်သွားပြီအဲ့လိုဖြစ်နေတဲ့အခြေအနေဆိုဒီကလေးဘာကြောင့်အိတ်ငိုက်နေတာလဲဆိုတာအကြောင်းရင်းတွေကိုရှာဖွေပြီးတော့ဆရာမတို့ကစဉ်းစားရမှာဖြစ်တယ်အဲ့တော့ကလေးတဘာဝဘယ်အသက်အရွယ်မှာဘယ်လိုတဘာဝတွေရှိလဲကလေးတွေကကစားကျင်ကြတယ်ကစားကျင်တဲ့တဘာဝရှိတဲ့ကလေးတွေကိုဆရာမတို့ကကစားနည်းနဲ့စသင်မယ်ထိရောက်တယ်လေနော်အဲ့လိုမျိုးဖြစ်ပါတယ်နောက်တစ်ခုကအရေးကြီးတဲ့အချက်နော်အသက်အရွယ်လိုက်အာယုံစူးစိုက်နိုင်တဲ့စွမ်းအားเนาะအဲ့ဒီအခြေအနေကကလေးတယောက်နဲ့တယောက်လည်းမတူဘူးအခုခေတ်မှာအဲ့ဒီစွမ်းအာယုံစူးစိုက်နိုင်တဲ့စွမ်းပေါ့เนาะအာယုံစူးစိုက်နိုင်စွမ်းပေါ့ attention span လို့ခေါ်တယ်เนาะ attention span ကယော့လာဘာကြောင့်ယော့လာတာလဲ TV တို့ YouTube တို့เนาะအဲ့ဒီပြဿနာ screen time ပြဿနာ screen time နေအများကြီးပေးထားတယ်iPad တွေနဲ့ iPhone တွေနဲ့เนาะဒီကလေးကိုပြစ်ထားခံရတဲ့ကလေးတွေဆိုရင် interest span ကတဲ့ငါးသေးသေးလေးရွှေငါးမွေးမြူအလှမွေးတဲ့ရွှေငါးလေးတကောင်ရဲ့ interest span ထက်တောင်ရောကြနေပါပြီလို့ပြောကြတယ်เนาะခြေဘူးရအဖြစ်ဆိုလို့ရှိရင်เนาะအသက်6နှစ်ကအရွယ်ကလေးရဲ့အာယုံစူးစမ်းနိုင်စွမ်းက12မိနစ်ကနေ18မိနစ်ထိရှိပါတယ်တဲ့ဒါပေမဲ့ချွင်းချက်ရှိတာကသူတို့စိတ်ဝင်စားတဲ့လုပ်ငန်းဆိုရင်အဲ့ဒီ span ကဘာဖြစ်လဲရှည်ဝါရောအဲ့တော့ဆယ်မဆိုလို့ရှိရင် Australia မှာတွားပြီးတော့လေ့လာ Gold Coast မှာတွားလေ့လာခဲ့ရတော့ကနော် kg နော် kg သူငယ်တန်းမှာဆရာတယောက်တည် learning activity မိနစ်30အတွင်းမှာ learning activity 20ကျော်ပြောင်းသွားတယ်နော်ပြောင်းပြီးတော့လှုပ်သွားတယ်
ဆိုလိုချင်တာကကလေးတွေရဲ့ interest span ကနည်းတဲ့အတွက်ကြောင့်မြန်လုပ်ငန်းလေးတွေမြန်နဲ့များလေးတစ်ခုပြီးတစ်ခုပါဖြစ်လဲပြောင်းပြီးတော့လုပ်တာကိုကြုံခဲ့မှုပါတယ်ကိုတွေ့ပါเนาะဒါကြောင့်လှုပ်ရှားမှုနဲ့ကစားခြင်း movement and play ဖြင့်အကောင်းဆုံးလေ့လာသင်ယူရခုနပြောပြီးပြီကလေးတွေကစားတာအရန်ကြိုက်တယ်လှုပ်ရှားတာအရန်ကြိုက်တယ်ဒါကြောင့်ကလေးသဘာဝနဲ့ကိုက်ညီတဲ့နီလန်းတွေရွေးချယ်နိုင်ဖို့ကလေးအကြောင်းတွေသိထားဖို့လိုပါတယ်เนาะနောက်သင်ယူမှုပုံစံတွေကလည်းအမျိုးမျိုးရှိတယ်တချို့ကအမြင်ကိုအားတာတယ်တချို့ကအကြားကိုအားတာတယ်တချို့ကထိတွေ့လောက်ကင်တာကိုကိုယ်တိုင်လှုပ်လိုက်ရမှာလှုပ်ရှားပြီးတော့လှုပ်လိုက်ရမှာအဲ့ဒီလိုကလေးမျိုးတွေဆိုရင်ဆရာမတို့ကပို့ပြီးအမူအရာလေးထည့်သွင်းလိုက်မယ်เนาะတချင်းဆိုတာအစပေါ့เนาะတချို့ကကြတော့အမြင်အာရုံကိုအများကြီးအားတာတယ်အဲ့ဒါဆိုလို့ရှိရင်ဆရာမတို့ကဒီလို graph တွေရုပ်ပုံတွေအဲ့လိုတွေများသုံးပြီးတော့เนาะ chat တွေဟိုပါပေါ့เนาะဒီဗီဒီယိုတွေဒါတွေကိုသုံးပြီးတော့ဆရာမတို့သင်မယ်เนาะအဲ့လိုမျိုးကလေးတွေရဲ့သင်ယူမှုပုံစံမတူကွဲပြားမှုပေါ်မှာမူတည်ပြီးတော့ဆရာမတို့ကဘာနည်းတွေသုံးမလဲဆိုတာကိုဆုံးဖြတ်ပြီးတော့လုပ်မှာဖြစ်ပါတယ်အဲ့တော့သင်နည်းအမျိုးမျိုးသုံးတော့မယ်ဆိုလို့ရှိရင်ဆရာမတို့ကအမြဲတမ်းနံပါတ်1เนาะသင်ယူမှုအခြေခံမူများဆိုတဲ့အများကြီးရှိတယ်အများကြီးထဲမှာ၄ခုเนาะ၄ခုဆရာတို့ဆရာမတို့မမေ့သွားပါနဲ့သိရမှမသိရ drug ရှိမှ drug မယ်เนาะ drug ရှိဆိုတာကကင်တွယ်လို့ရတဲ့ဟာเนาะ drug မယ်ဆိုတာ abstract ဖြစ်တာเนาะဥပမာဆိုရင် love ဆိုတာမျိုးကချစ်ချင်းမြတ်တာဆိုတာကင်တွယ်လို့မရအောင်ကလေးတွေအတွက်အမူအရာနဲ့တော့ပြလို့ရတယ်ဒါပေမဲ့ခေါ်လေဒါပေမဲ့ဖန်ခွက်เนาะ sorry ဖန်ခွက်เนาะခွက်ဆိုရင်ကင်တွယ်လို့ရတယ်သူတို့အတွက်ဒါ brush เนาะခုန love ဆိုလို့ရှိရင်ကင်တွယ်လို့မရဘူးသူတို့အတွက် drug မဲ့ဖြစ်တယ်သူတို့အတွက်ပိုခက်တယ်နောက်ကလေးနဲ့နေရမှာဝေးရလို့ပြောတာเนาะဟိုအရက်ဒေတာအဖြစ်ဥပမာဆရာမတို့တင်နန်းမှာတခါဆရာမမေးတယ်အဲ့ဒါဆိုရင်နဲ့မအူပင်ရတယ်ရန်ကုန်နဲ့ပို့ပြီးတော့နီးတယ်တဲ့ပသိမ်ကပို့ပြီးတော့ဝေးတယ်တဲ့ဒါကြောင့်နဲ့မအူပင်အကြောင်းအရင်သိမ်ပြီးတော့မှပသိမ်အကြောင်းသိမ်ရမှာလားတဲ့အော်ဖြစ်ရလေเนาะမေးတဲ့မိကွန်းကအဲ့တော့အဲ့လိုဆိုလိုတာမဟုတ်ဘူးเนาะအရက်ဒေတာအကွာဝေးကိုဆိုလို့ချင်တာမဟုတ်ဘူးကလေးနဲ့နိစက်တဲ့အကြောင်းအရာတွေကနေကလေးနဲ့ဝေးတဲ့အကြောင်းအရာတွေရှိဘူးဆရာမတို့ကเนาะတွားဖို့เนาะအဲ့ဒီအခြေခံမူရှိပါတယ်ဆိုလိုချင်တဲ့အတိတ်တွေကเนาะနိုင်ငံတော်ကိုချစ်မြတ်နိုးရမည်နိုင်ငံချစ်စိတ်เนาะဟိုဘာခေါ်လဲနိုင်ငံချစ်စိတ်ပြိုးထောင်ရမည်ဆိုတာနိုင်ငံကိုချစ်ဖို့ဆိုတာဝေလာဝေးဘာကိုချစ်ရမလဲမိသားစုတောင်မှမေဖေမောင်နှမသားချင်းပြီးတော့မှအိမ်နီးနားချင်းဆိုတာလာတာเนาะအဲ့ဒါမျိုးလေးတွေချစ်တတ်ပြီးကျင်နာတတ်ပြီးဆိုရင်တော်ပြီဒီကလေးဘဝမှာဟိုနိုင်ငံတော်တွေကိုချစ်နေစရာမလိုသေးဘူးအဲ့ဒါတွေချစ်ပြီးမှတဖြည်းဖြည်းနဲ့ဘာဖြစ်လဲဝေးတဲ့ရှိနိုင်ငံတော်ကိုချစ်တယ်ဆိုတဲ့ရှိကိုသွားရမှာဖြစ်တယ်เนาะအဲ့တော့လွယ်ရမှခက်ရကလေးတွေအတွက်အမြဲတမ်းလွယ်တဲ့အကြောင်းအရာကနေခက်တဲ့အကြောင်းအရာတွေရှိဘူးသွားပေးပါခက်တဲ့အကြောင်းအရာကိုသွားလိုက်လို့ရှိရင်ကလေးတွေကမလုံနိုင်ဘူးသူတို့လုံနိုင်စွမ်းမရှိတဲ့အတွက်ကြောင့်ဘာခေါ်လဲလွယ်ကူနဲ့စိတ်ပြက်လက်လျှော့ပြီးတော့ဆက်လုပ်ချင်စိတ်ရှိမှာမဟုတ်ဒါကြောင့်သင်ယူမှုအခြေခံမှု၄ရက်ကအရင်အရေးကြီးပါတယ်နော်နောက်တစ်ခုကဆရာမတို့ဒီအသက်အရွယ်မူလတန်းကလေးအသက်အရွယ်ကဒီမှာเนาะဆရာမတို့အာယုံ၅ပါးကိုအခြေခံပြီးတော့မူဂျိုရောပေါ့နော်မူဂျိုဆိုလို့ရှိရင်ပို့ဆိုးတဲ့ sensory motor stage လို့ခေါ်တယ်ဆရာမတို့ကနော်တုံညကနေ2နှစ်လားမသိဘူးအဲ့တော့တုံညကနေ2နှစ်အရွယ်ကလေးတွေကပိုတောင်ဆိုးသေးတယ်နော်အာယုံက၅ပါးမကပါဘူးနော်အာယုံ၈ပါးအဲ့ဒီအာယုံ၈ပါးကိုဆရာမတို့ကထည့်မပြောနိုင်ဘူးတချို့ကလည်း9ပါးရှိတယ်လို့နောက်ထပ်အာယုံတစ်ခုတောင်ထည့်လိုက်သေးတယ်အဲ့တော့အာယုံ၈ပါးတွေအာယုံ9ပါးတွေမပြောနဲ့ဆရာမတို့အထက်ကအခြေခံเนาะမြင်တာရယ်ကြားတာရယ်အရသာရယ်เนาะပြီးတော့ဗာလဲထိတွေ့တာရယ်เนาะနောက်တစ်ခုကဗာလဲထားပါတော့เนาะအဲ့တော့မြင်ကြားထိတွေ့ဘာညာပေါ့เนาะ၅ခုရှိတယ်အဲ့ဒီအာယုံအနက်
အနက်ရတာအဲ့ဒီအာယုံ၅ပါးနဲ့ဆရာမတို့ကအများဆုံးအသုံးပြုပြီးတော့သင်လို့ရှိရင်အထီရောက်ဆုံးဖြစ်တယ်အဲ့တော့ဆရာမတို့တို့ရဲ့အာယုံ၅ပါးကိုဘယ်လိုများလေးအသုံးပြုမလဲဆိုတဲ့သင်နည်းတွေကိုစဉ်းစားကြတာပေါ့နော်နောက်တစ်ခုကဥပမာကစားနည်းဖြစ်သင်ကြခြင်းကစားနည်းဖြစ်ဆိုလို့ရှိရင်နော်အာယုံတွေအကုန်လုံးပါတယ်နယ်ပယ်ဖွံ့ဖြိုးမှုနယ်ပယ်တွေအကုန်လုံးကိုဖွံ့ဖြိုးစေတဲ့အတွက်เนาะမူလတန်းအဆင့်ကလေးတွေကိုသင်ကြားတဲ့နေရာမှာကစားနည်းဖြင့်သင်ကြားခြင်းဟာအထက်ရောက်ဆုံးဖြစ်ပါနောက်သင်ကြားများမယ့်အကြောင်းအရာများဆရာမတို့ရွေးချယ်ခွင့်မရှိပါဘူးဆရာမတို့နိုင်ငံသည် centralize ဆိုတော့ဘဟုကဦးစီးချုပ်ခံကင်ထားတဲ့သင်ရိုးညွှန်းတန်းစနစ်ကိုအသုံးပြုတာဖြစ်တဲ့အတွက်ကြောင့်เนาะသင်ရိုးညွှန်းတန်းအဆင့်ဟာနိုင်ငံတော်ကပြဋ္ဌာန်းထားတဲ့เนาะခုနဆရာမဘယ်နေရာမှာဘာတွေသွားကြည့်ပါလေ့လာပါဆိုတဲ့ဟာကအဲ့ဒီထဲကပါတဲ့သင်ခန်းစာတွေကိုပဲသုံးရမှာဖြစ်ပါတယ်เนาะအဲ့တော့ဆရာမနောက်တစ်ခုပြောချင်တာကဒီကလေးတွေကိုเนาะဒီလိုမျိုးသင်ယူမှုမှာเนาะဘက်ဆောင်တောင်းဆောင်ကဖွံ့ဖြိုးမှုနယ်ပယ်9ရက်စလုံးမှာဖွံ့ဖြိုးသွားစေခြင်းနဲ့ဆိုလို့ရှိရင်ဆရာမတို့ပေးမဲ့ကလေးတွေကိုပေးမဲ့သင်ခန်းစာသင်ရမယ့်အကြောင်းအရာသင်ခန်းစာသင်ရမယ့်အကြောင်းအရာနောက်ပြီးတော့သင်ယူမှုလုပ်ငန်းတွေပေါ့နော်ဒါတွေအကုန်လုံးဟာဒီအချက်တွေနဲ့ပြည့်စုံဖို့လိုအပ်ပါတယ်နံပါတ်1အရေးကြီးဆုံးအချက်ကဖွံ့ဖြိုးမှုအဆင့်နဲ့ကိုက်ညီတဲ့လုပ်ငန်းများ DAP ဆိုတာဒီဟာကိုပြောတာပါနော် developmentally appropriate เนาะ developmentally appropriate เนาะtax ပေါ့เนาะအဲ့တော့ DAT လို့လည်းခေါ်တယ် DAP လို့လည်းခေါ်တယ်အဲ့တော့ဖွံ့ဖြိုးမှုအဆင့်အနေနဲ့ဒီအဆင့်အနေနဲ့ milestone တွေနဲ့ကိုက်ညီတဲ့လုပ်ငန်းဖြစ်ရနော်နံပါတ်2ကကြတော့အဲ့ဒီလုပ်ငန်းအဲ့ဒီအကြောင်းအရာတွေဟာဘာသာစကားနဲ့နော်ဘာသာဗေဒနဲ့လည်းကိုက်ညီရမယ်နော်ဒါကြောင့်ဆရာမမနေ့ကဘာသာဗေဒနဲ့ပတ်သက်ပြီးတော့တော်တော်များများပြောခဲ့တယ်ပြီးတဲ့အခါကျတော့ဆရာမတို့ culturally ယဉ်ကျေးမှုဓလေ့ထုံးစံတွေနဲ့လည်းကိုက်ညီရနောက်တစ်ခုက contextually က context နဲ့เนาะကိုယ်မှာရှိတဲ့ဒီမှာ contextually appropriate ဆိုတာ CA ပေါ့เนาะဆရာမတို့ကိုယ်မှာရှိတဲ့เนาะ context ဘာခေါ်လဲဒီကိုယ်ဘေးပတ်ဝန်းကျင်မှာရှိတဲ့အကြောင်းအရာတွေပေါ့เนาะအဲ့ဒီအကြောင်းအရာတွေနဲ့လည်းကိုက်ညီရအဲ့တော့အဲ့လိုမျိုးကိုက်ညီမှု၄ခုကိုထည့်စဉ်းစားမယ်เนาะပြီးလို့ရှိရင်ဟောဒီမှာဗာ၄ခုလဲသင်ယူမှုအခြေခံမူ၄ခုကိုထည့်စဉ်းစားပြီးတော့เนาะ learning principle သင်ယူမှုအခြေခံမူတွေကအများကြီးရှိလိမ့်မယ်ပညာရှင်မြောက်များစွာကအခြေခံမူတွေမြောက်များစွာကိုရေးခဲ့တာဖြစ်ပေမဲ့ဆရာမတို့မူလတန်းအဆင့်မှာဒီ၄ခုကိုဘာခေါ်မလဲတေးသေးချာချာသိပြီးတော့အသုံးချနိုင်ပြီဆိုရင်တော်တော်အဆင်ပြေပါတယ်အဲ့တော့ဆရာမတို့เนาะသင်ခန်းစာတစ်ခုကိုဆွေးနွေးပြင်ဆင်တော့မယ်ရေးသားတော့မယ်ကလေးတွေကိုသင်တော့မယ်ဆိုရင်ဒီအချက်တွေကိုအဓိကထားစဉ်းစားဖို့လိုပါတယ်လို့ဒါအနှစ်ချုပ်ပြန်ပြီးတော့ဆွေးနွေးတာဖြစ်ပါเนาะနောက်ကလေးတွေကိုเนาะဆရာတို့ဆရာမတို့ကိုယ့်ရဲ့သင်ကြားမှုကိုရည်ရွယ်တဲ့အတိုင်းရစေခြင်းတယ်မဟုတ်လားเนาะကို့မှာကလေးတွေဘာတွေတက်သွားစေမလဲဆိုတဲ့ဟာကိုဥတီချက်တွေရှိပြီးသားပါเนาะဒုတိယနေ့မှာလည်းပြောခဲ့တယ်သင်ယူမှုဥတီချက်เนาะသင်ယူမှုရက်လက်တွေဘာတွေရသွားစေမလဲဆိုတာကိုဆရာမတို့ရေးဆွဲရမှာဖြစ်တယ်အဲ့တော့ထိထိရောက်ရောက်ရသွားစေခြင်းနဲ့เนาะအမှတ်တရပေးလို့ရှိရင်ဒါအမှတ်နဲ့တိုင်းတာလို့เนาะgrade တွေနဲ့တိုင်းတာရင်လည်း grade A B C D မှာ grade A မှာတော့မှ A+++ တွေရစေခြင်းเนาะအဲ့လိုရစေခြင်းနဲ့ဆိုရင်ထိထိရောက်ရောက်ကလေးတွေဟာသင်ယူနိုင်ဖို့အရေးကြီးပါတယ်အဲ့တော့အဲ့ဒီထိထိရောက်ရောက်သင်ယူနိုင်ဖို့ဆိုလို့ရှိရင်ခလေးဘာတွေကအရေးဘာအချက်တွေကအရေးကြီးလဲဆိုတာကိုဆရာမဆက်ဆွေးနွေးပြမယ်နံပါတ်1ကတော့ဗာလဲခလေးတွေရဲ့စိတ်ဝင်စားမှုစေ့ဆော်မှုနဲ့အစဉ်သင်းဖြစ်မှုကအရေးကြီးပါတယ်နံပါတ်2ကတက်ကြွစွာပါဝင်သင်ယူခြင်းเนาะအခု CCA ဆိုတဲ့ခလေးဗဟိုပြုဒါမှမဟုတ်ရင်သင်ယူသူဗဟိုပြုမှာကိုယ်တိုင်လုပ်ရမယ်ကိုယ်တိုင်ကလေးတွေမေးခွန်းထုတ်ရမယ်ဆွေးနွေးရမယ်အခြားသူတွေကိုပြန်မျှဝေရမယ်เนาะအသိပညာကိုခိုင်မာစွာမှတ်မိစေတဲ့ retention ပေါ့เนาะမှတ်ဉာဏ်မှာထိန်းထားနိုင်စွမ်းက
ညာရာခိုင်နှုန်းများလေဆရာမတို့ရဲ့ပေးလိုက်တဲ့တင်ယူမှုကအခုတင်လိုက်တဲ့ခဏနေမေ့သွားပြီဆိုလို့ရှိရင်ဒါတင်ယူမှုကမခိုင်မြဲဘူးပေါ့နော်အဲ့ဒါကြောင့်မို့လို့ဆရာမတို့ကနော်ဒီအချက်တွေစဉ်းစားဖို့လိုတယ်နောက်ထပ်အချက်တွေကလည်းဆရာမတို့အရင်အရေးကြီးပါတယ်ဘာကိုပဲတင်နံပါတ်1ခလေးတိပြီးအတိရနေအတိတစ်ကိုနော်ချိတ်ဆက်ရမှာဖြစ်တယ်အဲ့တော့ခလေးအတိကိုဘာတွေတိထားပြီလဲဆိုတာကိုဘာခေါ်မလဲဆွဲထုတ်ဖို့ခလေးတွေရှိကနေတိဖို့ဆိုတာဟာအရင်အရေးကြီးပါတယ်เนาะအဲ့ဒါကြောင့်နေ့တန်းပိုင်းဒီအမြဲတမ်းတိပြီးအတိဘာတွေရှိလဲဆိုတာကိုဘယ်လိုစဉ်းစားမလဲဆိုတာပဲဆရာမတို့စဉ်းစားလေးရှိနောက်တစ်ခါဆရာမတို့เนาะ space repetition ဆိုတာပြန်လည်လေ့ကျင့်ရမယ်ခလေးတွေကိုဒီတိုင်းပြစ်ထားလို့မရဘူး rehearse လုပ်ခိုင်းရမယ် rehearsal ပေါ့နော်အထက်အကြိမ်ပြန်လည်လေ့ကျင့်မှเนาะအဲ့ဒီပြန်လည်လေ့ကျင့်တယ်နောက်တစ်ခုကသိမှုဆိုတဲ့နယ်ပယ်မှာဆရာမဟိုပထမဦးဆုံးနေ့ပါတွေကပြောခဲ့တယ်เนาะသိရှိနားလွယ်သုံးချွယ်အဲ့တော့သိရှိတဲ့အဆင့်လားနားလည်တဲ့အဆင့်လားအသုံးချတဲ့အဆင့်လားပေါင်းဆက်စုစည်းเนาะအကဲဖြတ်ကိုယ်တိုင်တီထွင်ဖန်တီးတဲ့အဆင့်ရောက်တော့မှသိယူမှုသိမှုနယ်ပယ်ရဲ့အဆင့်6ဆင့်ကိုเนาะဟိုနောက်ဆုံးအဆင့်ထိရောက်တော့မှသင်ယူမှုကအားကောင်းတယ်လို့ဆင်မတို့ဆွေးနွေးခဲ့ပါတယ်အဲ့ဒါကြောင့်အဲ့လိုသင်ယူမှုအားကောင်းဆိုဟိုနောက်ဆုံးအဆင့်ထိမရောက်တာတော့မှနံပါတ်3အဆင့်ဖြစ်တယ်เนาะ application apply လုပ်တဲ့အဆင့်ကိုရောက်သွားမှเนาะဆင်မတို့ကအဲ့လိုရောက်ဖို့ဆိုရင်အထက်လေ့ကျင့်ရပါမယ်เนาะထက်ခါသင်ယူရမယ်နောက်တစ်ခုကဆရာတွေရဲ့သုံးသပ်အကြံပြုချက်ကအရင်အရေးကြီးပါတယ်စောစောကပဲပြောပြီးပြီ positive feedback ကိုအရင်ပေးပါပြီးတော့မှ negative လို့မပြောဘူးဆရာမတို့เนาะ area to improve တိုးတက်ဖို့လိုတဲ့အပိုင်းတွေလို့ဆရာမတို့သုံးပါတယ်เนาะနောက်တစ်ခုကအဆင့်ဆင့်တိဆောက်ခြင်းခလေးတွေဟာတခါလေကြာရင် task learning activity learning သင်ယူမှုလုပ်ငန်းကိုအကြီးပေးလိုက်လို့ရှိရင်ခလေးတွေကမလုပ်နိုင်တော့ခက်ခဲတယ်ခုနပြောတယ်လွယ်ရမှခက်ရအဲ့ဒီအကြီးကိုဆရာမတို့ကအစိတ်ကလေးတွေပေးလိုက်ပြီးတော့တဆင့်ချင်း scaffolding ညှန်းဆင်ထားတယ်လို့မျိုးเนาะခလေးတွေကိုကုညီထောက်ဖက်အစင်တိဆောက်လို့ရှိရင်ခလေးတွေတွေ့ပို့ပြီးတော့လွယ်ပါတယ်ဒါကြောင့်မို့လို့ tax အကြီးပေးနေတာလားငါတို့ဒီเนาะခလေးတွေကိုဘယ်လို scaffolding တွေလုပ်ပေးရမလဲဆိုတာလဲဆရာတွေစဉ်းစားဖို့လိုပါတယ်ကဲအခုတော့အဲ့ဒါတွေသိပြီဆိုလို့ရှိရင်ဆရာမတို့သင်နည်းတွေအကြောင်းသွားမယ်เนาะမြန်မာစာကိုသင်တဲ့အခါမှာနံပါတ်1သင်အရေးကြီးဆုံးအခြေခံအကျဆုံးကသင်မုံကြီးနီးเนาะစလုံးပေါင်းဖက်နီးဒါမှမဟုတ်လို့ရှိရင်စလုံးပေါင်းတစ်ခုချင်းစီရဲ့အခြေခံပြီးတော့ရွတ်ဆိုတဲ့နီးကြိုက်တာပြောเนาะဆရာမတို့ကတော့သင်မုံကြီးနီးလို့ပဲလွယ်ကူပြောလိုက်တာပဲเนาะစလုံးပေါင်းဖက်နီးပေါ့เนาะအဲ့ဒီလိုမျိုးစလုံးပေါင်းဖက်နီးကကောင်းတာတွေရှိတယ်သင်နီးတိုင်းကလေအမြဲတမ်းကောင်းတဲ့အချက်တွေရှိတယ်အားနည်းချက်တွေရှိเนาะအဲ့တော့ကောင်းတဲ့အချက်တွေကိုဆရာမတို့ကအားကောင်းအောင်လုပ်ပြီးတော့အားနည်းတဲ့အချက်တွေကိုဘယ်လိုပြုပြင်ပြောင်းလဲရဆိုရင်စဉ်းစားဖြစ်ပါလေဒါကြောင့်သင်ပုံးကြီးနီးမှာအကောင်ကောင်းတဲ့နေရာပါလဲဆိုတော့သူကနှုတ်တက်ရွတ်ဆိုရတယ်เนาะစလုံးပေါင်းပြီးတော့ရွတ်ဆိုရတဲ့အတွက်ကြောင့်စလုံးပေါင်းမှာအားတာတယ်เนาะ spelling မှာအားတာတယ်ဒါပေမဲ့လို့သင်ပုံးကြီးနီးကဘာဖြစ်တယ်လဲဆိုတော့เนาะသူ့ရဲ့အားနည်းချက်ကဘာလဲဆိုတဲ့ခါကျတော့အချိန်အရန်ကုန်เนาะဆရာမညအခါလတာတာဆိုတဲ့ဟိုစကလုံးလေးဟိုဒီစာ phrase လေးတစ်ခုကိုဖတ်တာလေဟိုဆရာမရဲ့အတန်နဲ့ပေါ့နော်ဟိုဘာခေါ်လဲဆရာမတို့လည်း test လုပ်ကြည့်ပါเนาะဆရာမ73စက္ကန့်ကြာပါတယ်ဒါပေမဲ့အဲ့ဒါကို look and see method look and see ဆိုကြည့်၍ရွတ်ဆိုပြီးဆိုတဲ့နံပါတ်3 method နဲ့ဆရာမဖတ်တာဆိုလို့ရှိရင် 1.5 second ပဲကြာတယ်အဲ့တော့10ဆနီးပါဖြစ်လေအချိန်ကယူတယ်နောက်ဒါအချိန်ကြာတာနောက်တစ်ခုကဘာလဲဆိုတဲ့အခါကျတော့ဆရာမတို့ကစလုံးကိုဖတ်တယ်ဆိုတာအတန်ကနေမှစလုံးအရေးအသားเนาะပထမအတန်ပြီးတော့မှဘာဖြစ်လဲဖတ်ပြီးလို့ရှင်ဆရာမတို့ရဲ့အုံနောက်ကဒီအတန်နဲ့အခရာနဲ့ကိုပေါင်းပြီးတော့เนาะဒီကုတ်တင်းလို့ခေါ်တဲ့အနက်ဒိတ်ပဲဖော်ရနော်အနက်ဒိတ်ပဲဖော်တဲ့အခါမှာအဲ့လိုစလုံးပေါင်းတွေပဲဖတ်သွားတဲ့အခါကျတော့ဟိုရှေ့ရောက်သွားပြီနောက်ကဟာတွေရဲ့ decoding process ကအုံနောက်ကကောင်းမလုပ်တော့တဲ့အခါကျတော့အဓိပ္ပာယ်မှာနားလည်မှုမှာအားနည်းသွားပြီနော်သ
သေးချာဒါသေကြတယ်နာ decoding process မှာဘာဖြစ်လဲအားနေပါဘာကြောင့်အားနေတာလဲ decode ဆိုတာဒီကနေ input ကသွင်းလိုက်တယ်အုံနောက်ကဘာဖြစ်လဲချက်ချင်းအလုပ်လုပ်ပြီးတော့ချက်ချင်းအတိတ်ပဲကိုဖော်တယ်အဲ့ဒီအတိတ်ပဲကဘာလဲဆိုတာချက်ချင်းပြန်သိအဲ့တော့အဲ့ဒါတွေကိုမလုပ်တဲ့ process ကဂျားထဲမှာဘာဖြစ်လဲဖြစ်စဉ်ကြီးက gap ဖြစ်သွားတဲ့အခါကျတော့အတိတ်ပဲကိုเนาะနားလည်နိုင်မှုစွမ်းအားဟာအားနည်းသွားတယ်ဒါကြောင့်အခုမူလတန်းအထက်ဆင့်ရောက်နေပြီစာတော့ဖတ်တတ်တယ်ဆရာမကြီးဒါပေမဲ့အဲ့ဒီစာပိုက်တဲ့အကြောင်းအရာတွေကိုသူတို့နားမလည်ဘူးဆိုတာဟာအဲ့ဒီချိုရင်ချက်ကြောင့်ဖြစ်တယ်เนาะဒါကြောင့်ဆရာမတို့ဒီစလုံးပေါင်းဖတ်နည်းဟာကောင်းတယ်เนาะ spelling အတွက်ကောင်းတယ်ဒါပေမဲ့အဲ့ဒီမှာရက်နေလို့မရဘူးစလုံးပေါင်းဖတ်နည်းเนาะသို့မဟုတ်ရင်အတန်ထွက်နည်းဆိုတာဒုတိယနည်းရှိသေးတယ်အတန်ထွက်နည်းနဲ့သင်ပြီးရင်ဆရာမတို့ကနောက်ဆုံးနံပါတ်3နည်းဖြစ်တဲ့ကြီး၍ရွတ်ဆိုနည်းအဆင့်ကိုရောက်အောင်မသွားခဲ့လို့ရှိရင်ခုနပြောတဲ့ decoding process encoding process အဲ့ဒါတွေအကုန်လုံးမှာအားနည်းပြီးတော့ကလေးဟာ comprehension ဆိုတဲ့နားလည်မှုအဆင့်ကိုရောက်ဖို့အချိန်လေးတော်တော်ကြာတယ်ရောက်ဖို့ခက်ခဲတာတွေတွေ့ရပါမယ်เนาะဒီမှာဆိုရင်ဒါညာရေးညအဲ့ဒါခုနပြောတဲ့73စက္ကန့်ကြာတာเนาะဒီထိနားလည်ပါပြီလားเนาะနားလည်မယ်လို့ယူဆပါတယ်ဒုတိယနေရာကြတော့ဆရာမတို့အတန်ထွက်နေအတန်ဘယ်ဘာအတန်လဲမြန်မာစကားလုံးတွေကဘီးနဲ့တရနဲ့ပေါင်းထားတာเนาะဘီးနဲ့တရနဲ့ဘီးတစ်ခုတည်းနဲ့အဓိပ္ပာယ်ဘာဖြစ်လဲရှိတဲ့စကားလုံးတွေလည်းရှိသလိုတရနဲ့ပေါင်းမှအဓိပ္ပာယ်ဘာဖြစ်လဲရတဲ့စကလုံးတွေလည်းများတယ်ပေါ့နော်အဲ့လိုများတဲ့အတွက်ကြောင့်ဆရာမတို့ကတရနဲ့ဘီးနဲ့ပေါင်းပြီးတော့ဆိုလို့ရှိရင်တရဘီးတန်ကြီးပဲဘီးတစ်ခုတည်းပဲတစ်လုံးချင်းဆိုပြဿနာမရှိဒါအခရာတစ်ခုเนาะဒါပေမဲ့ဆရာမတို့ကတရနဲ့ပေါင်းပြီးတော့မှเนาะအတန်စနစ်မှာဖြစ်လာတာဖြစ်တဲ့အတွက်ကြောင့်ဆရာမတို့ကဘီးနဲ့တရအတန်နဲ့ပေါင်းပြီးတော့အတန်ထွက်နည်းနဲ့ဆိုလို့ရှိရင်ခုနသင်ပုံးကြီးနည်းလောက်အချိန်မကုန်ဘူးเนาะဒါပေမဲ့သူကဘာတွေကိုချိန်ညက်မှရမလဲဆိုတော့ဆရာမတို့ဟိုမှာမနေ့ကဒုတိယနေ့ကပြောခဲ့တယ်เนาะဘာခေါ်လဲဘီးအတန်တွေဘီးအခရာတွေတရအတန်တွေတရအခရာတွေနောက်ပြီးတော့သင်္ကေတတွေအဲ့ဒါတွေကိုကြည်ညက်အောင်သင်ပြီးမှเนาะသင်ပြီးမှဆရာမတို့ဟာဒီအတန်ထွက်နည်းကိုလွယ်ကူကူနဲ့ကလေးတွေရွတ်ဆိုနိုင်မှာဖြစ်တယ်ဒါပေမဲ့ဆရာမတို့ဒီအတန်ထွက်နည်းကိုဆရာမတွေအနေနဲ့ဘာခေါ်လဲသင်နေကြမဟုတ်တဲ့အတွက်ကြောင့်ခက်တယ်လို့ယူဆတယ်ဒါပေမဲ့မခက်ပါဘူးတကယ်တော့တရဒန်တွေအကုန်သိတယ်ဘီးနဲ့ပေါင်းလိုက်ရင်တရနဲ့ဘီးနဲ့ပေါင်းလိုက်ဥပမာဆိုရင်เนาะဒါကိုဘယ်လိုဖတ်ကာဆိုတာဖတ်လိုက်တာလေဒါကြည့်ပြီးတော့ရွတ်ဆိုတဲ့နီးဆိုလိုတာကြည့်ပြီးတော့ဘာဖြစ်လဲရွတ်လိုက်တာကာဆိုတာဓာတ်ရိုက်ရွတ်လိုက်တာဒါနံပါတ်3နီးနဲ့ဖတ်တာဆရာမမဟုတ်ဘူးကာเนาะကာတရဒန်အာနဲ့ရေးချသည်အာဒန်ဖြစ်တယ်ကာဘုရားနှလုံးပေါက်ပါပြီဆိုအတန်ရှည်ထွက်ရတော့မယ်ကာဆိုပြီးတော့မှဖြစ်လေဆရာမတို့ကအတန်နဲ့ဓာတ်ရိုက်ထွက်တယ်အတန်ထွက်နီးလို့ခေါ်ပါတယ်เนาะအဲ့တော့အဲ့ဒီနီးနဲ့သင်ပါလို့စနစ်သစ်เนาะမြန်မာစာသင်ရိုးမှာတော့အဲ့လိုနီးတွေနဲ့သင်ဖို့ပြောထားတယ်ဆရာမတွေအတွက်ခက်ခဲနေတာဒီခုနမြန်မာစာအခြေခံတွေကိုတေချာနားလည်သဘောမပေါက်ဘူးအတန်စနစ်ကိုတေချာနားလည်သဘောမပေါက်ဘူးကလေးတွေကိုနားလည်သဘောပေါက်အောင်မပြောနိုင်သေးတဲ့အချိန်ထိဆိုရင်ဒီအတန်ထွက်နီးကခက်နေမှာဖြစ်ပါတယ်เนาะဒါပေမဲ့ဟိုတန်းချင်းသွားလို့ရှိရင်ဆရာမအသေးစိတ်ထပ်ပြောပါအောင်မယ်ဒါဆိုရင်ညအာเนาะခညအခါဆိုရင်ခုနောက်လောက်73စက္ကန့်လောက်မကြာတော့ဘူးเนาะဒါဒီအတန်ထွက်နည်းဖြစ်တယ်နောက်တနည်းကဘာဖြစ်လဲကြည့်ရွတ်ဆိုနည်း look and see ကြည့်ပြီးတော့ဒါရိုက်အတန်ထွက်လိုက်တာကာညအခါလတာဒီလိုဖတ်လိုက်တာအဲ့တော့ဆရာမတို့ဒီဖတ်စာတစ်အတန်ကလေးကိုကเนาะကြည့်၍ရွတ်ဆိုနည်းထိရောက်အောင်ဆရာမတို့ကလေးတွေကိုလေ့ကျင့်ပေးခဲ့မယ်ဆိုရင်ခုနဒီကုတ်ကြီးတွေအန်ကုတ်ကြီးတွေလို့ပြောတယ်အုံနောက်ကအလုတ်လုတ်တဲ့ဟာကိုเนาะများလေ့ကျင့်ပေးလို့ရှိရင်ကလေးတွေဒီကြည့်၍ရွတ်ဆိုနည်းနဲ့เนาะဒီဘက်ကเนาะဖတ်စာမှာအပိုင်းတစ်ပိုင်းနှစ်ပိုင်းသုံးပိုင်းရှိတယ်
အဲ့တော့နံပါတ်3မှာညခါလာတာကစားမလားဗာလေညကစားမလားနားမလားဆိုတဲ့ဖက်စာအပိုင်းရောက်လို့ရှိရင်သူတို့အလိုအလျောက်ပဲဖြစ်လေချိပြီးတော့ရွတ်ဆိုတက်ပြီးရွတ်ဆိုတက်လို့ရှိရင်ကိုပြောသမျှတွေကိုလည်းဒါပဲဖြစ်ဖြစ်အတန်ကိုဟိုဖြစ်ပြီးတော့သူတို့ dictation တပ်ပုံလည်းရေးတတ်ပြီเนาะအဲ့ဒါကြောင့်မို့လို့ဆရာမတို့ကအဲ့ဒီလိုမျိုးဖက်စာတစ်မှာကလေးကကလေးဘလောက်ငယ်ငယ်เนาะတင်မုံကြီးနဲ့ပဲတင်အတန်ထွက်နီးနဲ့ပဲတင်နောက်ဆုံးအဆင့်ပါလေကြည့်၍ရွတ်ဆိုနီးကိုဆရာမတို့เนาะကူးပေးဖို့လိုတယ်ကူးပြောင်းပေးဖို့လိုတယ်အဲ့လိုမလုပ်ခဲ့လို့ရှိရင်တော့လေးတန်းရောက်တဲ့ထိလဲမဖတ်တတ်မဲအထိပ္ပယ်နားမလဲဘူးဒါမျိုးတွေဖြစ်လာမှာဖြစ်ပါတယ်เนาะဒါကြောင့်ဒီဟာအခြေခံသင်ကြားနည်း3နည်းเนาะဒီမှာဆိုလို့ရှိရင်ဆရာမကเนาะတင်ပုံကြီးနီစာလုံးပေါင်းဖတ်နေဆိုအာရီအเนาะအာရီအတချို့ကလည်းအာရီအလို့ခေါ်တယ်တချို့ကလည်းအာရီအအာရီအအာရီချာအာရီချာဝုစာနှလုံးပေါက်အာဆိုတာဒါဟာတင်မုံကြီးနီးနဲ့ပြောနေတာဖြစ်တယ်เนาะဒီမှာဆိုလဲအီဆိုလဲကြတယ်အာရီလုံးကြီးတင်းအီเนาะအာရီလုံးကြီးတင်းစံခတ်အီအဲ့ဒါတဲ့တင်မုံကြီးနီးနဲ့เนาะဒါတွေဟာစလုံးပေါင်းတပ်ပုံအတွက်ကတော့အားကောင်းတယ်ဒါပေမဲ့ခုနပြောတဲ့နားလည်မှုစကားလုံးများလာတဲ့အခါကျတော့နားလည်မှုတွေအင်ကုတ်ကြီးတွေကြီးကုတ်ကြီးတွေကိုအရင်ထိခိုက်တာဖြစ်ပါတယ်เนาะဒါလည်းစလုံးပေါင်းเนาะအာရေးတစ်ချောင်းငင်ဦးเนาะအာရေးနှစ်ချောင်းငင်ဦးအဲ့လိုမျိုးဖတ်တာပေါ့เนาะအဲ့တော့ဒါကဗာလဲဆရာမတို့ဒီ3နည်းအပေါ်က3နည်းဟာเนาะအရေးကြီးပါတယ်အခြေခံအနေနဲ့အရေးကြီးပါတယ်ဆရာမတွေသဘောပေါက်ပြီလို့ယူဆပါတယ်เนาะနောက်သင်နည်းတစ်နည်းကိုသွားမယ်နှုတ်တိုက်ရွတ်ဆိုနည်း drill method เนาะဆရာမတို့ဥပမာကျောင်းနေမှာပဲဖြစ်ဖြစ်เนาะရက်ကွက်ဒီမှာပဲဖြစ်ဖြစ် drill လုပ်တယ်ဆိုတာကြားဘူးတယ်လीเนาะဥပမာမီတက်ဌာနက driller လုပ်မယ်เนาะအကုန်လုံးဝိုင်းလုပ်ပါဝင်ရမယ်ဆိုလို့ရှိရင်မိဘလို့တက်လဲသူတို့လုပ်တဲ့အတိုင်းဆရာမတို့ကလိုက်လုပ်ရတာเนาะဒါကို drill method လို့ခေါ်တယ်အဲ့တော့ drill method ဆိုတာဘာလဲထက်ခါတလဲလဲအထက်လေ့ကျင့်တာတစ်ခါနှစ်ခါသုံးခါနှုတ်တိုက်ချပေးမယ်လိုက်ဆိုမယ်เนาะအလွတ်ကျက်တဲ့အခါမှာလဲ drill method နဲ့ကျက်တာပဲဖတ်တာပဲတစ်ကြောင်းပြီးတစ်ကြောင်းပြီးရင်ပြန်ဖတ်တယ်เนาะအတန်တူအောင်ထွက်ရမယ့်အခါမျိုးမှာဆိုလို့ရှိရင်เนาะအဲ့လိုမျိုးအတန်တွေကိုတင်တဲ့အခါမျိုးမှာဆိုလို့ရှိရင်လဲလိုက်ထွက်ရတဲ့နောက်ကနေအဲ့ဒါကိုနှုတ်တိုက်ချပေးတယ်နှုတ်တိုက်ရွတ်ဆိုနည်းလို့ခေါ်တယ်ဆရာမတို့ကဝေါဟာရအသစ်တွေမှာအတန်ထွက်တဲ့ကြပြားတွေရွတ်ဆိုတဲ့အခါမှာ drill method နဲ့သုံးတယ်စာပိုက်အသစ်တွေကိုဖတ်တဲ့အခါမှာ drill method နဲ့သုံးတယ်အဲ့တော့ဆရာမတို့တွေဟာเนาะပထမတန်းဒုတိယတန်းမှာစာပိုက်လေးတွေနည်းနည်းလေးတွေပါပြီเนาะတတိယတန်းမှာဆိုရင်ပုံပြင်အတူတွေခေါ်လဲကြပြားလင်္ကာတွေတော်တော်လေးပါနေပြီအဲ့ဒီအချိန်မှာကလေးကဆရာမတို့ကเนาะကလေးတွေကို independent reading ပေါ့ဆရာကရှေ့ကနေမရွတ်မဖတ်ပြတော့ဘဲနဲ့เนาะစာပိုက်အသစ်ကိုသူဟာနဲ့သူဖတ်တတ်အောင်ဆရာမတို့ကလေ့ကျင့်ပေးရမယ်အဲ့လိုမလေ့ကျင့်အခုချိန်ကတော့မလေ့ကျင့်နိုင်သေးဘူးမဖတ်နိုင်သေးဘူးအဲ့ဒါဘာကြောင့်မဖတ်နိုင်တာလဲပထမတန်းဒုတိယတန်းမှာဒီဟာတွေအားနေခဲ့လို့ dream မှာအားနေခဲ့တယ်ခုနကပြောတဲ့တင်မုံကြီးနီးကြည့်ရွတ်ဆိုနီးထိမသွားခဲ့ဘူးဆိုလို့ရှိရင်ဆရာမတို့ဖတ်တတ်မှာစာဖတ်မှုမှာအားနေတာတွေတွေ့ရတာเนาะအဲ့တော့ dialect တွေကိုကြက်မှတ်မယ်เนาะအဲ့တော့ dream မှာလည်းအမျိုးမျိုးရှိတယ်ထက်ခါရွတ်ဆိုမှာလားတစ်ခုတစ်ခုအပြောင်းလဲတွေဖြစ်လာတဲ့အပြောင်းလဲတွေ transformation ဆိုတဲ့အပြောင်းလဲတွေကိုရွတ်ဆိုမှာလား substitution အစားထိုးတာတွေမှာရွတ်ဆိုမှာလားဥပမာဆိုလို့ရှိရင်ဆရာမတို့ကအာဆိုတဲ့အတန်ကိုသင်လိုက်တယ်အဲ့ဒီမှာဆိုလို့ရှိရင်ဆရာမတို့ကခေါ်လဲ alphabet တွေเนาะအခရာတွေကာကြီးခါခွေးဂငယ်เนาะဆိုတော့အတုံးကလေးတွေအတွက်ခက်တဲ့အတုံးနေတဲ့အခရာတွေကိုခြံခဲ့ပြီးတော့ကြံတဲ့အခရာတွေဘယ်လောက်ရှိလဲ10လုံးနှုတ်လိုက်တော့25လုံးကိုအစားထိုးပြီးတော့မဖြစ်လဲအဲ့ဒီမှာရွတ်မယ်เนาะဥပမာဆိုရင်ကာစเนาะမပထစသဖြင့်အကုန်လုံးကိုအစားထိုးပြီးတော့ရွတ်တဲ့နေရာမျိုးတွေမှာ substitution ဆိုတာအဲ့ဒါအစားထိုးတာเนาะနောက်တစ်ခုကဆက်ဆက်မှုတွေကိုနှုတ်တိုက်ရွတ်ဆိုတယ်เนาะဥပမာဆိုလို့ရှိရင်နှင့်ဆိုတဲ့စကားဟာ
တကြောင်နဲ့တကြောင်မှာဘာဖြစ်လဲတူရာကိုပေါင်းထားရင်နှစ်ဆိုတဲ့စကားဆက်ကိုသုံးတယ်အဲ့တော့အဲ့ဒီဆက်ဆက်မှုကိုပြတဲ့ဝက်ကြမျိုးတွေဆိုလို့ရှိရင်ဆရာမတို့ကဘာခေါ်လဲနှုတ်တက်ယူဆိုပြီးတော့နှစ်ရင်အသုံးလုံးကိုခေါင်းထဲမှာဆွဲမြဲသွားအောင်လုပ်မယ်ဒါမှမဟုတ်လို့ရှိရင်သို့တော်စက်တင်မှုပြရင်သို့တော်ဆိုတဲ့စကားဆက်သုံးမယ်စသဖြင့်ပေါ့နော်ကိုတင်ရင်တင်တယ်လို့နောက်တစ်ခုအခုဒါမနေ့တနေ့ရပဲဆရာမတို့ backward build up drill ဆိုတာကနောက်ပြန်ရွတ်တာနော်နောက်ပြန်ရွတ်တာဆိုတာဥပမာ1 2 3 4 5 6 9 10ကို10ကို10ကို8 9 6 5 4 3 2 1ဆိုပြီးတော့ပြန်ရွတ်တာအဲ့တော့ဒီလိုသွားမယ်အတဲ့သွားမယ်ကြောင်းပြန်ရွတ်တယ်အဲ့တော့အခုဆရာတော်တနေ့ရပဲဆရာမနော် post တစ်ခုဖတ်လိုက်တယ်ဆရာတော်ဒေါက်တာဗာလဲ Oxford ဆရာတော်ဖျားကြီးပြောထားတယ်နော်ဟို post တစ်ခုသူ page က post တစ်ခုမှာဗာလဲဆိုတော့ဗုဒ္ဓဘာသာဆိုရင်ဗုဒ္ဓံတရဏံကိစ္ဆာမိဆိုရင်ကိစ္ဆာမိတရဏံဗုဒ္ဓအဲ့လိုမျိုးကြောင်းပြန်ရွတ်တာကိုလေ့ကျင့်လို့ရှိရင်တဲ့ဆရာမတို့အခုအသက်ကြီးပြီမေ့တယ်နော်အဲ့လိုမေ့တဲ့နော်ယောဂါကိုနော်အခုလူကြီးတွေတော်တော်များများဖြစ်တယ်လေနော်ဟိုအဲ့ဒီလိုမျိုးမေ့ပြီးတော့ခရောင်6ချားတွေဖြစ်တယ်ခရောင်6ချားတွေတွေးတယ်ခရောင်6ချားအဲ့ဒီဟာမျိုးတွေကိုတဲ့ဒီလိုလေ့ကျင့်ထားတဲ့လူတွေကအဖြစ်နည်းပါတယ်လို့နော်ပြောထားတာတွေ့တယ်ဒါကြောင့်ဒီလိုမျိုးတွေလည်းကလေးတွေကိုလေ့ကျင့်ပေးဖို့ဖြစ်တယ်နောက်တစ်ခုကစန့်ကျင်ဘက်စကလုံးတွေကျောင်းတူတန်ခွဲတွေနော်ကျောင်းတူတန်ခွဲတွေတန်တူကျောင်းခွဲတွေအဲ့ဒီစကလုံးတွေနဲ့ဆိုရင်ဆရာမတို့ dream method သုံးရပါမယ်နောက်တစ်ခုကကလေးတွေကိုเนาะ primary level မှာတရားမတင်ဘူးเนาะတရားမတင်သေးဘူးဘာကြောင့်မတင်တာလဲဆိုတော့စီးနည်းနေစီကန်းနေနဲ့เนาะတရားနီးတွေနဲ့အဲ့ဒီဟာမျိုးကိုကလေးတွေကတွေးတော်ဘာခေါ်လဲအကြောင်းကျိုးဆက်ပြီးတော့တွေးတောနိုင်တဲ့စွမ်းရည်ဟာကလေးတွေမှာအားနည်းသေးတဲ့အတွက်ကြောင့်ဆရာမတို့ကเนาะစီးမြင်းနေစီကန်းတွေကိုဆရာမတို့မတင်ပါဘူးเนาะဘယ်ကနေတင်လဲ grammar ကို grammar လို့မပြောဘဲနဲ့เนาะဥပမာတွေကနေတင်တယ်ခုနကနမူနာစာကြောင်းလေးတွေကိုပြပြီးတော့နမူနာစာကြောင်းလေးတွေရဲ့နောက်ကနေလိုက်ပြီးတော့ရွတ်ဆိုတာမျိုးเนาะတိဆောက်ဖွဲ့စည်းပုံတွေကိုပြောပြပြီးတော့ကလေးတွေအလိုအလျောက် habit formation လို့ပြောတယ်အလိုအလျောက်ရသွားအောင်အလေးစရိုက်တစ်ခုအလေးအကျင့်စရိုက်တစ်ခုအနေနဲ့ရသွားအောင်ဆရာမတို့သင်ပေးတာဖြစ်ပါတယ်အဲ့လိုအခါမျိုးမှာလဲ dream method ကိုသုံးပါတယ်နောက်တစ်ခုကတော့တရုပ်ပြနည်းเนาะတရုပ်ဆောင်နည်းမဟုတ်ဘူးเนาะနည်းက2မျိုးရှိတယ်တရုပ်ပြနည်းနဲ့တရုပ်ဆောင်နည်းတရုပ်ပြနည်းဆိုတာကရှေ့ကနေဆရာမကလုတ်ပြတာကာကြီးရေးမယ်ဒီလိုတဆင့်ဆွဲမယ်နောက်ဒီလိုတဆင့်ဆွဲမယ်ဆိုပြီးတော့ဆရာမကတရုပ်ပြနည်းပြီးသုံးမယ်အဲ့တော့ sorry ဆရာမကနမူနာလှုပ်ဆောင်ပြမယ်เนาะအဲ့တော့အချက်လက်တွေစိတ်ကူးတွေဖြစ်စဉ်တွေကိုမြင်သာအောင်လက်တွေ့ဆောင်ရွက်ပြတဲ့နည်းဖြစ်တယ်ဖြစ်စဉ်ဆိုတာเนาะဘယ်လိုရေးမလဲဆိုတဲ့ရေးသားစနစ်ကိုစနစ်တကျရေးတတ်အောင်ဝါလုံးဆိုရင်တစ်ချက်ဆွဲပြီးတော့အောက်ကနေဆွဲမယ်အပေါ်ကိုရေးမယ်เนาะအဲ့ဒါမျိုးကိုလေထဲမှာရေးပြမယ်တယောက်ကြောကုန်းရဲ့တယောက်နောက်မှာရေးမယ်စသဖြင့်ပေါ့เนาะရေးနည်းတွေနောက်ပိုင်းမှာဟိုဘာခေါ်မလဲဆရာမအသေးစိတ်ဆွေးနွေးပါမယ်အဲ့ဒါမျိုးတွေကိုလုပ်မယ်နောက်ဆရာကတရုပ်ပြနေစင်မှာကျောင်းသားတွေဘာလုပ်ရလဲကျောင်းသားတွေကြည့်နေရတယ်လေအဲ့တော့ကလေးတွေရဲ့လေ့လာကြည့်ရှုမှုစွမ်းရည်ခေါ်တဲ့ observation skills တွေကိုလည်းကောင်းဖွံ့ဖြိုးစေတယ်အဲ့တော့ကလေးသည်ဆရာပြတာကိုကြည့်နေရတဲ့အတွက်ကြောင့်ကလေးသည်လည်းလူကတော့ငြိမ်နေပြီမဲ့ active learning ဆိုတာကနော်ဟိုဆရာမဒီမှာပြောချင်တယ်ဟိုလိုလှုပ်ရှားနေမှခုန်ပေါက်နေမှပြေးလွှားနေမှ active learning မဟုတ်ဘူး mentally active ဖြစ်နေဘာကြောင့်လဲဆရာပြတာကိုလိုက်ကြည့်နေရတယ်လူကတော့ငြိမ်နေတယ်မလှုပ်ရှားဘူးဒါပေမဲ့ mentally က active ဖြစ်နေတယ်အဲ့ဒါကို active engagement ဖြစ်နေတယ်လို့ပြောတယ်ဒါကြောင့်ဒီနည်းဟာလေအင်မတန်အသုံးဝင်ပါတယ်เนาะတခါတရံကြရင်ဆရာကတရုပ်ပြနေစင်မှာကျောင်းသားတွေကိုအကူအညီခေါ်လိုက်တယ်ကျောင်းသားတွေပါဝင်ရတယ်เนาะအဲ့တော့ modeling ပေါ့တနည်းအားဖြင့်ပြောလို့ရှိရင် demonstration ကိုဆရာမတို့ကဆရာက model လုပ်ပြတယ်လို့ပြောတယ်เนาะ modeling လို့ပြောတယ် modeling အဆင့်ပေါ့เนาะအဲ့တော့ကြပြရွတ်တဲ့နေရာမှာလဲဆရာကအတန်ထားလေးမှန်လေးနဲ့ရွတ်ပြတယ်ကလေးတွေကအဲ့ဒီတန်စင်လေးအတိုင်းလိုက်ဆိုတယ်เนาะဒါမျိုးတွေပေါ့เนาะအဲ့တော့
ခလေးတွေကနော်အာယုဆရာကိုတေချာကြည့်ပြီးတော့လိုက်လို့ရတာဖြစ်တဲ့အတွက်ကြောင့်ခလေးတွေရဲ့မှတ်ဉာဏ်ဟာဆွဲမြဲတယ်ပေါ့နော် retention ကောင်းတယ်လို့ပြောပါတယ်နော်နောက်တစ်ခုကတော့ဘာသာစကားမှာတိုက်ရိုက်သင်ကြားနည်းတွေပေါ့ဆိုလိုတာကကိုကမြန်မာစာသင်နေဆိုရင်အဲ့ဒီအချိန်မှာမြန်မာစာကလွဲလို့ရှိရင်ဘာမှမသင်ဘူးကိုယ့်ရဲ့ဘာစကားမှထည့်မပြောဘူးဆိုလိုတာเนาะဥပမာဆိုလို့ရှိရင်မြန်မာစာကိုတိုင်းရင်းသားဒေသတွေမှာမြန်မာစာကိုသင်မိမယ်ကချင်စကားနဲ့မရှင်းပြဘူးမြန်မာလိုပဲသင်မယ်เนาะအဲ့ဒီသဘောမျိုးပြောတာဓာတ်ရိုက်သင်ကြားနည်းအဲ့တော့နောက်တစ်ခုကအပြန်အလှန်ဆက်သွယ်တဲ့ညီမှာလဲအဲ့ဒီမြန်မာစာမှာမြန်မာနဲ့ပဲလုပ်မယ်เนาะအားမရတော့လို့တခါလေကျပြောလေးရှိတယ်နော်မွန်ဒေတာတွေမှာဆီယမတို့မွန်ဆီယမလေးတွေနဲ့သင်တန်းပေးတဲ့အခါမှာဆီယမရဲ့မြန်မာစကားကုန်သွားပြီဆိုလိုတာသူတို့မှာ limited နော်ဘောဟာရတွေအကန့်အသတ်ရှိနေတဲ့ခါကျတော့ထပ်ပြီးတော့ပြောဖို့မပြောဘူးအဲ့ဒီအချိန်မျိုးမှာပိုတော်မှသုံးလို့ကောင်းသေးတယ်ဓာတ်ရိုက်ကနော်မြန်မာလိုပဲဘာပြောချင်တာလဲသူကဘာပြောချင်တယ်ဘာပြောဘလို့ပြောရတယ်စသဖြင့်ပေါ့နော်အဲ့တော့မြန်မာစကားကိုတစ်ခုကိုပဲသုံးတော့เนาะအဲ့တော့သင်ယူမှုပတ်ဝန်းကျင်ကိုလည်းဆရာမတို့ကမြန်မာတွေဘေးမှာလေးအင်္ဂလိပ်ချက်တွေဆွဲထားပြီးမြန်မာစာသင်နေတာမဟုတ်ဘူးအကုန်လုံးတစ်ခုလုံးမြန်မာစာနဲ့မြန်မာဘာသာစကားနဲ့เนาะဖန်တီးထားတဲ့သင်ယူမှုပတ်ဝန်းကျင်ဖြစ်ရမယ်သင်ထောက်ကူတွေမှာလည်း flash card တွေအစဒီမှာစကားလုံးတွေကမြန်မာစကားလုံးတွေဖြစ်ရမယ်เนาะနောက်ပြီးတော့ oral communication skills ဆိုရယ်နှုတ်နဲ့ပြောတာကိုများများကျင့်ပေးမယ်တဦးချင်းနှစ်ယောက်နော်အုပ်စုလိုက်လုပ်ပေးမယ်ဓာတ်ပုံလိုအပ်လို့ရှိရင်ဓာတ်ပုံရုပ်ပုံ slide တွေသုံးပြီးတော့တင်ပြပြီးတော့အမြင်အာရုံကိုဆွဲဆောင်တဲ့လုပ်ငန်းတွေလုပ်ပေးမယ်နော်ပြီးလို့ရှိရင်စကားလုံးတွေနဲ့ကစားမယ်နှစ်ယောက်တည်းအပြန်လှန်ပြောဆိုမယ်နော်နောက်တစ်ခုကဆရာမပြောချင်တာကဖြစ်နိုင်ရင်ပစ္စည်းစစ်ကိုသုံးပါမဖြစ်နိုင်လို့ရှိရင်မှဆရာမတို့ကရုပ်ပုံတွေဒါတွေကိုသွားမယ်เนาะအဲ့တော့ပစ္စည်းစစ်တွေသုံးမယ်CCA ကတော့ပါပြီเนาะနောက်တစ်ခုက classroom instruction တွေကိုလည်းဒီဘာသာစကားမြန်မာဘာသာနဲ့ပဲပြောမယ်အတန်းတွင်းမှာတယောက်နဲ့တယောက်ဆက်သွယ်မှုလည်းမြန်မာလိုပဲပြောရမယ်မပြောရင်တချို့ကျောင်းတွေမှာကြားဘူးတယ်เนาะ5ဘယ်လောက်ထည့်ရမယ်ဆိုစုပူးလေးလောက်ထားပြီးတော့fine ကြီးထည့်ရတယ်ဆိုတာမျိုးလေးတွေလောက်တာတွေကောင်းတော့မကောင်းဘူးဒါပေမဲ့အဲ့လိုတွေလောက်တယ်ပေါ့နော်နောက်ပြီးတော့ oral language ကိုအဓိကထားရမယ်နော်ပြီးလို့ရှိရင်ဆရာမတို့နော်သူ့ရဲ့ထွက်လာတဲ့ accuracy ပေါ့နော်တိတိကျကျစလုံးပေါင်းအမှန်ကြီးဖြစ်ရမယ်အစား fluency မြန်ဘာဖြစ်လဲကျွမ်းကျွမ်းကျင်ကျင်နဲ့ပြောတတ်ဖို့เนาะ fluency ကိုအဓိကထားဖို့သင်ကြားပါတယ်တဲ့เนาะဒါကဓာတ်ရိုက်သင်ကြားနည်းနောက်သင်ကြားနည်းကခုနဓာတ်ရိုက်သင်ကြားတဲ့နည်းမှာဆရာရှင်းပြနေတာတဲ့သရုပ်ပြနည်းကိုသုံးတယ်เนาะစကားလုံးတပ်ပုံနေဆိုလို့ရှိရင်ဆရာကအတန်ထွက်ပြတယ်ကျောင်းသားတွေကလိုက်ရေးတယ် dictation ရေးတယ်เนาะ dictation ဟာဆရာမရဲ့နော်အတန်းငယ်ကလေးတွေကတပ်ပုံဘယ်လိုလုပ်ရေးတတ်မလဲရေးတတ်ရမယ်နော်ဆရာမတို့သင်ပြီးသားဟာကိုပြန်စစ်ဆေးတာပဲလေနော်မသိအဲ့တော့ကကားလို့သင်တဲ့သင်ခန်းစာမှာဆရာမတို့ကဘာလဲEEE ဆိုတာကိုသွားမမေးဘူးလေကားနဲ့ဆိုင်တဲ့စာတို့ပါတို့ပါတို့နော်စာတို့ဟုတ်ပြီနော်စားဆိုရင်တော့မှဆမ်မတို့ဆိုရင်စလုံးနဲ့စလိမ်ကိုဒါတော့အတန်ထွက်မတူဘူးเนาะမတူတာကိုဆမ်မဆိုအားနေတယ်เนาะဟိုနဲ့အတန်ထွက်တဲ့နေရာမှာအားနေတယ်ဆိုတော့စလုံးနဲ့စလိမ်ကို꿰အောင်မပြောတတ်ဘူးเนาะမပြောတတ်ဘူးဆိုလို့ရှိရင်ဆမ်မတို့ကစားတဲ့စားနည်းနည်းတော့ပဲစားတဲ့စားเนาะအဲ့လိုမျိုးလေးကိုကလေးကိုရှင်းပြပြီးတော့ dictation တွေလုပ်ပြီးဖို့လိုပါတယ်နောက်အတန်ထွက်ဖတ်ခြင်းကလေးတွေကိုအလှည့်ကျဖတ်စေမယ်နောက်အမှားပြင်မယ်အမှားပြင်တဲ့ခါကျရင်ဖြစ်နိုင်လို့ရှိရင်တက်နိုင်ရင်အချိန်လေးရခဲ့တယ်ဆိုရင်ဆရာမတွေကအကုန်လုံးမှားတယ်မှန်တယ်ချစ်နေတဲ့အစားเนาะမှားတယ်လို့ချစ်ပေးမယ်အစားအဲ့ဒါလေးကိုပြန်ကြည့်ပါဦးเนาะဘယ်နေရာမှာဘာဖြစ်နေလဲကိုယ့်အကူပြန်ဆန်းစစ်အောင်ကိုယ့်အကူပြင်ကျင်လားဆရာမကပြင်ရမလားဆိုတာမျိုးကိုလေ့ကျင့်ပေးဖို့လိုပါတယ်เนาะနောက်တစ်ခုနီလန်းကတော့တရုပ်ဆောင်နီးတရုပ်ဆောင်နည်းကဒီဟိုကတရုပ်ပြနည်းเนาะဒါကတရုပ်ဆောင်ဆိုတာတော့ခုနမင်းသားမင်းသမီးတွေပေါ့เนาะပုံမြင်မှာပါမယ်စာပိုက်ပါတဲ့အကြောင်းအရာအချက်လက်တွေကိုဆရာမတို့ကเนาะတာဝန်တွေခွဲဝေးပြီးတော့မှ
role play လုပ်တာပေါ့နော်ကြာရအခန်းကဏ္ဍကိုတရုပ်ဆောင်တာခလေးတွေတိတ်ပျော်ပါတယ်နော်အဲ့တော့တရုပ်ဆောင်နည်းဆိုလို့ရှိရင်ဒီမှာ dramatization လို့ခေါ်တဲ့ပြဆက်ဇက်ဟန်ခင်းခြင်းနည်း simulation လို့ခေါ်တဲ့နော်ဘာခေါ်လဲနေပါအောင် simulation ကလေဟိုဘာခေါ်လဲအတူယူလှုပ်ဆောင်နည်းပေါ့နော်အဲ့လိုနည်းတွေဟာဟိုအတန်လေးဟိုနာမည်လေးတွေနည်းနည်းကွဲသလိုနည်းနည်းလေးတော့ကွဲတယ်ဒါပေမဲ့တရုပ်ဆောင်နည်းတွေမှာဆရာမတို့အကုန်ထည့်ပြီးတော့ကလေးတွေကိုပုံမြင်လေးတွေကိုတရုပ်ဆောင်ခိုင်းမယ်ဒါပုံပြောနည်းမှာဆိုလို့ရှိရင်အဓိကသုံးတဲ့နည်းတစ်ခုဖြစ်တယ်နောက်တစ်ခုကအာယုံ၅ပါးကိုအသုံးပြုရသင်ကြားနေပြီတဲ့เนาะပြောပြီးပြီရှေ့မှာဒီအရွယ်ကလေးတွေဟာအာယုံ senses ကနေသင်ယူရလို့ရှိရင်အထီးရောက်သုံးသင်ယူမှုဖြစ်ပါတယ်လို့ရှေ့မှာလည်းပြောခဲ့ပြီးသားအဲ့တော့ဆရာမဥပမာလေးတစ်ခုပြောမယ်စားသင်ခန်းစာကိုဏိဒန်းပြိုးတဲ့အခါမှာဆရာမအိမ်စားဆိုတာပေါ်တယ်လေเนาะအိမ်ကစားပလတ်စတစ်အိတ်ကလေးတွေထဲမှာအုပ်စုငယ်၅ခုဖွဲ့မယ်ဆိုရင်စား၅အိတ်ကလေးထည့်လာခဲ့ပြီးရင်အုပ်စုလေးဖွဲ့ပြီးတော့ဆရာမကဒီစားဆိုဒါလေးပြတဲ့ဟာလေးကဘာလဲเนาะအဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့သားတို့သမီးတို့သိတဲ့အချက်ဒီအကုန်လုံးကိုဘာဖြစ်လဲစရုပ်ထရန်ဆိုတော့စာရေးနိုင်ပြီเนาะအဲ့တော့ကိုယ့်ရဲ့လေ့ကျင့်ခန်းစာအုပ်ထဲမှာခြာရေးထားပါအုပ်စုလိုက်เนาะပြန်တင်ပြရမယ်လို့ပြောလိုက်လို့ရှိရင်ခလေးတွေကလေသူတို့အာရုံစားဟာငန်းနေเนาะသင်ခန်းစာနဲ့မချိတ်သေးဘူးเนาะပြောချင်တာကစားနဲ့ပတ်သက်ပြီးတော့သူသိတဲ့မြအားလုံးကိုပစ္စည်းစစ်ကိုသုံးပြီးတော့ဘာဖြစ်လဲဏိဒန်းပြိုးလိုက်တာခလေးတွေရဲ့အတိဟောင်းကိုဖော်ထုတ်တာဟုတ်ပြီအတိဟောင်းကိုဖော်ထုတ်ပြီးလို့ရှိရင်ဆရာမတို့ကဒီမှာเนาะစားဆိုအများကြီးစားနဲ့ဆိုအများကြီးပဲတွေ့လားအများကြီးတွေ့တယ်เนาะဒီမှာအများကြီးပဲရေးထားတယ်ဆိုလိုတာ A4 2မျက်နှာစာလောက်ရှိတယ်ပေါ့เนาะ A4 2မျက်ဒီဘက်ကတဝက်နဲ့ပေါင်းလိုက် A4 2မျက်စာလောက်ရှိတယ်အဲ့ A4 2မျက်လေ့ကျင့်ခန်းကိုခဏထားလိုက်အောင် A4 2မျက်နှာစာလောက်ကိုခလေးတွေကိုအုပ်စုလုပ်ငန်းလေးဆိုတော့เนาะဆရာမတို့ကအာယုံ၅ပါးကိုသုံးခိုင်းလိုက်တာအများကြီးထွက်လာလိမ့်မယ်အဖြူရောင်ဖြစ်တယ်လို့เนาะစားကိုဟင်းချက်တဲ့နေရာမှာတော့အကုန်လုံးထွက်လာလိမ့်မယ်ထွက်လာလို့ရှိရင်ဆရာမတို့ကသူတို့ထွက်လာတဲ့အချက်ကလေးတွေကို mind map သုံးပြီးတော့အချက်လက်တွေကိုဆရာမကစုစည်းလိုက်เนาะဥပမာဆိုလို့ရှိရင်ဒါကတော့ဟိုဆရာမနောက်တစ်ချက်ကြာရင်ပြเนาะဒါကခလေးတွေရှာထွက်လာတဲ့ဟာတွေကိုတူရအုပ်စုလေးတွေဖွဲ့ပြီးတော့ mind map လေးဆွဲပေးလိုက်မယ်ပြီးရင်သင်ခန်းစာမှာပါတဲ့အကြောင်းအရာလေးကတော့ဒါပဲเนาะဆရာမဆွဲထားတဲ့ mind map ပဲစားအကြောင်းပြောလို့ရှိရင်အသုံးဝင်ပုံပါတယ်ထုတ်လုပ်ပုံပါတယ်ထွက်ရှိရာဒေတာပါတယ်အခြားစားနဲ့ပတ်သက်တဲ့အချက်အလက်များအချက်လက်လေး2ချက်ပါတယ်ဒီလောက်ကလေးလွယ်လေးဟိုဘာခေါ်လဲဒီအတိတ်တညာပုံဖော်နီးနဲ့เนาะဆရာမတို့ကပြန်အနှစ်ချုပ်ပေးလိုက်လို့ရှိရင်စားအကြောင်းကဘာဖြစ်လဲကောင်းကလေးတွေနဲ့เนาะ interactive နီးနဲ့เนาะအပြန်အလှန်ဆရာမတို့ဆက်သွယ်တဲ့နီးတွေနဲ့စားအကြောင်းကသင်လို့ပြီးသွားပါတယ်ပြီးမှဖတ်ခိုင်းအဲ့တော့ဒီစားအကြောင်းကိုနားလည်နေပြီခုနကလိုမျိုးเนาะအတန်တွေလဲကုန်အောင်သင်ထားတဲ့ကလေးတွေဖြစ်တဲ့အတွက်ကြောင့်စားရဲ့ဖတ်စာကိုစရုပ်ထရန်ရောက်တဲ့အခါမှာဆရာကရှေ့ကဖတ်ပြနောက်ကလိုက်ဆိုတန်းလုံးဖတ်အုပ်စုတစ်ခုစုချင်းဖတ်ပြီးတော့တစ်ယောက်ချင်းဖတ်နှစ်ယောက်တွဲဖတ်ဒါတွေမလိုတော့ဘူးလေဒီအစ်စ်နေကြော်သွားလို့ရပါတယ်လို့เนาะဒါနမူနာပြောပြတာဖြစ်ပါတယ်နောက်တစ်ခုကတော့တချင်းကြပြဂီတစာဆိုရွတ်မယ်ကစားနည်းတွေမှာတက်ချောက်စာပဲစကလုံးကစားနည်းအမျိုးမျိုးเนาะစကလုံးစင်းရင်းတွေပြုတ်ထားမယ်အဲ့ဒီကနေဝေါ်ဟာရတွေကိုသင်မယ်ဘီကာယံပုံပြောမယ်စသဖြင့်အများကြီးဆရာမတို့ဒီမှာလုပ်လို့ရတယ်နောက်တစ်ခုဆရာမတို့เนาะဟိုဘာခေါ်လဲညင်းပယ်လို့မရတဲ့သင်နည်းတစ်ခုကဟောပြောပို့ချဆွေးနွေးခြင်းအဲ့တော့ဟောပြောပို့ချဆွေးနွေးခြင်းဆိုတာကခုနတရားစီကံတွေကိုเนาะဆရာမတို့ကစီမင်းကဘာဖြစ်ပါတယ်ဆိုအလွတ်တာမသိလားဒါပေမဲ့ဥပမာအားဖြင့်ဆိုလို့ရှိရင်ဥပမာရေနဲ့เนาะဘာတွေနဲ့တွဲနိုင်လဲနောက်ကတွဲနိုင်တဲ့စကလုံးလေးတွေစဉ်းစားပေးပါဆိုလို့ရှိရင်ဟိုအိုးရှိမယ်ခွက်ရှိမယ်ပလင်းရှိမယ်ဘာရှိမယ်အဲ့ဒါဆိုရင်အဲ့ဒီဟာတွေဟာရေနဲ့နောက်ထပ်စကလုံးတစ်လုံးနဲ့အဓိပ္ပာယ်တွဲပြီးတော့ဆရာမတို့က compound noun လို့ခေါ်တဲ့เนาะပေါင်းဆက်တဲ့စကလုံးတွေဖန်တီးလို့ရတယ်ဆိုတဲ့ compound noun အကြောင်းကို
compound noun အကြောင်းကိုတရားအဖြစ် compound noun ဆိုဒီမှာပေါင်းဆက်နံဆိုဒီမှာဘာဖြစ်ပါသည်ဘလို့ခေါ်ပါသည်မဟုတ်ဘဲနဲ့ဘာလုပ်တာလဲကိုကကို activity လေးတွေနဲ့ချဲ့ထွင်ရှင်းပြတာမျိုးတွေမှာဟောပြောပို့ချဆွေးနွေးနည်းဟာသုံးမှာပါတယ်ဥပမာခက်စစ်စကားလုံးတွေအဓိပ္ပာယ်ပြောတဲ့နေရာမှာခုနတန်တူကျောင်းခွဲကျောင်းတူတန်ခွဲတွေပြောတဲ့မိမောင်းထိုးပြတဲ့နေရာမှာစကားပုံတွေစကားထားတွေအကြောင်းရှင်းပြတဲ့နေရာမှာเนาะအဲ့တော့အဲ့ဒါမှာဒီမှာ lecture and discussion လို့ဆရာမပြောပါတယ် lecture method တစ်ခုတည်းမသုံးပါနဲ့ lecture method တစ်ခုတည်းသုံးလို့ရှိရင် one way communication ပဲဖြစ်တယ်ဆရာကြီးကပဲအခုဆရာမပြောနေသလိုပေါ့ lecture ဒီထက်ဆရာမအနေနဲ့เนาะ Zoom မှာအဝေးကနေသင်နေရတာဖြစ်တဲ့အတွက်ကြောင့်เนาะဒါတော့ PowerPoint အားကိုးလေးနဲ့เนาะဆရာမပြပြီးတော့ရှင်းပြနေရတာဖြစ်ပါတယ်ဒီနည်းလမ်းဟာဘယ်တော့မှ effective မဖြစ်ပါเนาะအဲ့တော့ဆရာမခေါင်းပေါ်မှာဒီမှာเนาะဘာခေါ်လဲပုံကြီးတစ်ပုံရွက်ထားတယ်လို့စိတ်ကူးရှင်လိုက်ပါเนาะဒီမှာဘာကြီးရွက်ထားလဲပုံကြီးအဲ့ဒီပုံကြီးထဲမှာဆရာမသိသမျှတွေအကုန်လုံးကိုဖြည့်ခါတဲ့အပြည့်ထည့်ထားတယ်ဟုတ်ပြီအဲ့ဒီအပြည့်ထည့်ထားတာကို lecture ကြီးပဲသုံးလို့ရှိရင်အဲ့ဒီပြည့်တာကိုခလေးရှူဘာလုပ်လိုက်တာလဲအဲ့ဒီအတိုင်းပဲဆရာမတို့ကလောင်းထည့်လိုက်တာလောင်းထည့်လိုက်တော့ခလေးကသူ့ပုံကသေးနေတာဖြစ်ချင်းဖြစ်မယ်เนาะမခံယူနိုင်တာဖြစ်ချင်ဖြစ်မယ်ဆရာမတို့ပေးတဲ့ပြန်ပေးဤမရဘူးဖြစ်ပါတယ်ဒါကြောင့်အဲ့ဒါကိုဆရာမတို့ကအဲ့ဒီ model ကိုဘာလို့ခေါ်လဲအသိပညာ lesson ကပေးခြင်း transfer of knowledge လို့ခေါ်ပါတယ်အဲ့ဒီဟာကိုမလုပ်ပါเนาะအခုဆရာမတို့ CCA မှာအဲ့ဒါဘယ်တော့မှမလုပ်တော့ဘူးဘာကိုလုပ်လဲဆိုတဲ့အခါကျတော့ဆရာမတို့ဟာခလေးတွေတိပြီးအတိကနေအတိဟောင်းနေကနေအတိသစ်နဲ့ဆက်ပေးတယ်ဆိုရင်သူတို့သိပြီးသားဆိုရင်အတိအသစ်ကိုဘလောက်မှမထည့်ရတော့ဘူးလေနည်းနည်းပဲထည့်ရစသဖြင့်เนาะ transfer of knowledge မလုပ်ခင်နဲ့เนาะဆရာမတို့ child center မှာเนาะကလေးတွေရဲ့เนาะလက်ခံနိုင်တဲ့အနေအထားပေါ်မှာပါဝင်ပြီးတော့ကလေးကိုယ်တိုင်သင်ယူတာကိုဆရာမတို့အလေးပေးကြရမှာဖြစ်ပါတယ်เนาะအခုဆရာမရဲ့ lecture only မျိုးဘယ်တော့မှမလုပ်ပါနဲ့အတန်းထဲမှာเนาะအဲ့လိုလုပ်ချင်းလီတဲ့သင်ယူပြီးတော့เนาะမှတ်မိနိုင်တဲ့စွမ်းအားထိန်းထားနိုင်တဲ့စွမ်းအား9%ပဲရှိတယ်တဲ့ဒါကြောင့်ဆရာမကเนาะဆရာမတို့ကိုပထမနေ့တည်းကပြောခဲ့တယ်เนาะထိရောက်မှုမရှိဘူး14ရက်စာ14နိုင်ရင်ပြုတ်သိမ့်ထည့်နေတာเนาะအဲ့ဒီ transfer of knowledge လုပ်နေတာအဲ့ဒီဟာကကိုယ့်အတွက် skill တစ်ခုထိရောက်အောင်မသွားနိုင်တဲ့ဖြစ်တဲ့အတွက်ကြောင့်ကိုယ့်အကိုဖြည်းဖြည်းချင်း self learning လုပ်ပါ stop ရပ်မယ်เนาะ think မလုပ်မလဲစဉ်းစားမယ်ပြီးလို့ရှိရင် action ကိုယ့်အကိုလုပ်မယ်ပြီးလို့ရှိရင် reflect ထင်ဟပ်စဉ်းစားမှာ star နည်းတွေနဲ့သုံးကြပါလို့ဆရာမကအဲ့ဒီတော့ကပြောခဲ့ပါတယ်เนาะအဲ့တော့ hot shotပို့ချမှုမှာကျောင်းသားနဲ့အပြန်အလှန်မေးဖြေပြုမယ်မေးခွန်းမေးရန်ခွင့်လန်းပေးမယ်အဲ့တော့ဆရာမပထမစဉ်းစားတယ်เนาะဒီသင်တန်းကိုpre-recorded မလုပ်ဖ ೇನೆ เนาะon site ပေါ့เนาะလုပ်မယ်ဆိုအဲ့ဒါနည်းနည်းလေးပဲဖြစ်လဲအပြန်အလှန်မေးဖြေပြုလုပ်လို့ရတယ်မေးခွန်းမေးဖို့ခွင့်လန်းပေးလို့ရတယ်ဒါပေမဲ့ဆရာမသိလိုက်တာက register လုပ်ထားတဲ့ဆရာမတွေကရှားကြော်နေတယ်ပေါ့နော်ဆိုတဲ့အခါကျတော့ဆရာမဓာတွေကိုလုပ်ခွင့်မတာတဲ့အတွက်ကြောင့်အခု pre-recorded video နဲ့เนาะတွားနေဒါပေမဲ့မေးခွန်းမေးရန်ခွင့်လန်းတော့နောက်ဆုံးမှပေးမှာပါเนาะနောက်မေးခွန်းမေးပြီးရင်အချိန် stop လုပ်မယ်เนาะပြီးရင် reflect လုပ်ရမယ်အဲ့လိုမျိုးဖြစ်မှ two way communication ကိုဖြစ်မယ်ဒါကြောင့် lecture တစ်ခုတည်းမသုံးပါနဲ့ lecture and discussion ကိုသုံးပါဒီမှာခုန star เนาะ stop think act and reflect ဆိုတဲ့ခုနဆရာမပြောတဲ့เนาะနီလန်းလေးကိုသုံးပါဟောဒီနီလန်းလေးကဆရာမမြေးလေးကဆရာမကိုပြန်သင်ပေးတဲ့နီလန်းလေးဖြစ်ပါတယ်လို့เนาะသူ P4 ပဲရှိသေးတယ်ဒီလိုဟာတွေကျွမ်းနေပြီသူတို့လုပ်ရတာเนาะနောက်တင်နည်းတစ်ခုကတော့ဘာဖြစ်လဲအနက်ဖွင့်ဆိုခြင်းကတော့ရှင်းပါတယ် interpretation လုပ်တာเนาะစာပိုက်ကကျောင်းသားတွေဖတ်ပြီးသူတို့ဘလို့နားလည်လဲဆိုပြီးတော့ပြန်ပြောတာဖြစ်တယ်เนาะနောက်တစ်ခါမေကွန်မေးနီးကလည်းเนาะတင်ယူနီးမှာအသုံးများဆုံးနီးဖြစ်တယ်အဲ့ဒီနီးမှာဆိုလို့ရှိရင်ဆရာမတို့ကအပိတ်မေကွန်မေးမလားအဖွင့်မေကွန်မေးမလားအပိတ်မေကွန်ဒီ yes no
နော်သိတဲ့အချက်လက်တွေကိုပဲပြန်ပြီးတော့မှတ်မိတဲ့ဘယ်လောက်မှတ်မိလဲဆိုတာပြန်မေးတာဖြစ်တယ်အဖွင့်မေးခွန်းကြတော့ဝေဖန်ပိုင်းခြားစဉ်းစားသုံးသပ်တဲ့မေးခွန်းတွေကိုမေးတာဖြစ်တယ်ဒါကြောင့်ဟိုးရှေ့မှာပြောခဲ့သလိုပဲသိရှိနားလေသုံးချခွဲခွဲပြခဲပြတီထွင်ကြကိုမှာဘယ် level ကိုနော်ဆရာမတို့မေးချင်တာလေဘယ် level ဆိုရင်ဘယ်လိုမေးခွန်းမျိုးကိုသုံးရမလဲဆိုတာကိုဆရာမတို့ဆုံးဖြတ်ဖို့လိုတယ်เนาะနားထောင်ခြင်းပြောဆိုခြင်းပေါ်မှာအခြေပြုပြီးတော့အတန်းထဲတွင်အပြန်အလှန်ဆက်သွယ်မှုကိုဖြစ်စေတယ်မေးခွန်းများများမေးလေလေကလေးနဲ့ဆရာမေးမယ်ကလေးကဖြေမယ်ကလေးကမေးမယ်ဆရာပြန်ဖြေပေးမယ်เนาะတော့အချက်လက်အတွက်မေးခွန်းနမူနာဒီမှာရှိပါတယ်ကောက်ချက်ချခြင်းဆိုတာ inference လို့ခေါ်ပါတယ်เนาะဓာတ်ရိုက်အချက်တွေမပါလာဘူးအဲ့ဒီထဲမှာဖြစ်ပေါ်နေတဲ့ story ကြောင်းအရာเนาะတခြားအချက်လက်တွေကိုထည့်သွင်းစဉ်းစားပြီးတော့အဖြေကိုကောက်ချက်ချပြီးတော့မေးရတဲ့မေးခွန်းတွေဖြစ်ပါတယ်နောက်တစ်ခါ critical thinking အတွက်မေးရတဲ့မေးခွန်းတွေဖြစ်ပါတယ်เนาะဒီမှာမေးခွန်းနမူနာတွေပြောထားပါတယ်ပြီးလို့ရှိရင်ဆရာမတို့က silent reading ကလည်းအရေးကြီးတယ် silent way ပေါ့နော် silent way ဆိုလို့ရှိရင်ကားချက်တွေပြပြီးတော့စိတ်ထဲကနေအတန်ထွက်စေတယ်ခုဆရာမတို့ရှိမှလည်းလေဘာခေါ်မလဲဒီအချင်းဖြစ်နေတာကအတန်နေအော်မှကလေးတွေအော်ပြီးတော့ဖတ်နေမှဒါသိရင်မှုဖြစ်တယ်အော်ပြီးဖတ်တာအလကားပဲเนาะအော်ပြီးဖတ်တာဒီလေချောင်းနာမယ်တခြားအတန်တွေအနောက်ရှက်ဖြစ်မယ်အတန်ထွက်ဖတ်ရမယ်အချိန်မျိုးရှိတယ်เนาะအတန်ထွက်တွေတင်တဲ့အချိန်မျိုးဘောဟာရအသစ်တွေတင်တဲ့အချိန်မျိုးเนาะအဲ့ဒီမှာတော့အတန်ထွက်ဖတ်ချမ်းတဲ့အချိန်တွေမှာเนาะဆရာမတို့အဲ့တော့ဘာခေါ်လဲဒီဆရာမတို့ကျောင်းကိုစစ်ဆေးရေးမှုလားကြီးကြပ်ရေးမှုတွေလားเนาะအဲ့တော့မြို့နယ်ပညာရေးမှုတွေကျောင်းကိုရောက်လို့ရှိရင်လေအတန်းတွေကအတန်တွေတန်မြိုင်အော်နေမှစာတင်နေလို့ထင်တယ်เนาะအဲ့ဒါအော်တာပဲဖြစ်တယ်တင်ယူမှုကဖြစ်နေလားမဖြစ်နေလားဆိုတာမသိကြဘူးပေါ့เนาะဒါကြောင့်အတန်တိတ်နည်းကိုသုံးပေးရမယ်တစ်လှည့်စီပေါ့เนาะအဲ့တော့ကလေးတွေကเนาะကိုယ်ပိုင်အရေးချင်းတွေကိုစုစည်းပြီးတော့တင်ယူမှုကိုအစားပြုတယ်เนาะနောက်ပြီးတော့အတန်တိတ်နည်းရဆိုလို့ရှိရင်ကြည့်ရင်ဘယ်သူကဖြစ်เนาะအဖြေမှားနေတယ်မှားလို့ရှိရင်ငါဆိုရင်တော့ဒါလေးကိုဒီနေရာမှာဘယ်လိုပြင်လိုက်မလဲဆိုတာမျိုးတွေလည်းလုပ်လို့ရတယ်เนาะကလေးတွေကို WhatsApp တွေသုံးပြီးတော့ကလေးတွေကိုကိုယ်တိုင်တင်ယူတဲ့နည်းနဲ့လည်းလုပ်လို့ရတယ်เนาะနောက်တစ်ခုကတော့ဆရာမတို့เนาะ TPR လို့ခေါ်တယ်เนาะ totalခန္ဓာကိုယ်လှုပ်ရှားမှုကိုအခြေပြုပြီးတော့တုံ့ပြန်တဲ့နည်းဖြင့်သင်ကြားနည်းဆိုလိုတာကဒါဥပမာလေးတစ်ခုနဲ့ပြောမယ်ဆိုရင်เนาะအင်္ဂလိပ်မှာလည်းဒီသချင်းရှိတယ် head shoulder knees and toes เนาะ head shoulder knees and toes ဆိုပြီးတော့မှလေကလေးတွေသချင်းဆိုအမူအရာနဲ့သချင်းဆိုရင် head ဆိုရင် head ဆိုတဲ့စကားလုံးကိုသင်လိုက်ဖို့မလိုတော့ဘူးအမူအရာနဲ့ဒါဟာခေါင်းကို head လို့ခေါ်တယ်ဆိုတာအလိုလိုသိရင်သွားတယ်ဗမာမှာလည်းခေါင်းပခုံးနဲ့ဒူးချေပြားခေါင်းပခုံးနဲ့ဒူးချေပြားကိုယ့်ရဲ့ခန္ဓာကိုယ်လှုပ်ရှားမှုထိတွေ့ပြီးတော့ဟောဖြစ်တယ်အဲ့လိုပဲဗမာဂိမ်းလေးတွေကစားမယ်ပါဆိုတဲ့အတန်နဲ့ဖတ်တဲ့စကားလုံးတစ်လုံးနဲ့အဓိပ္ပာယ်ရတာကိုအမူအရာနဲ့ပြပါဆိုရင်ဆရာမကဒီမှာကင်ပြဟုတ်ပြီနော်ဒီမှာပါနောက်တစ်ခုကဘာဖြစ်လဲအားရှိတယ်နော်ဆရာမလမ်းလျှောက်သွားမယ်သွားလိုမျိုးဆိုလေခန္ဓာကိုယ်လှုပ်ရှားပြီးတော့ဘာဖြစ်လဲတုံ့ပြန်တဲ့နည်းနဲ့သင်ကြားနည်းဖြစ်ပါတယ်နော်ဒါကြောင့်ခန္ဓာကိုယ်နဲ့မှတ်ဉာဏ်နဲ့ခန္ဓာကိုယ်နဲ့လှုပ်ရှားမှုနဲ့နော်လှုပ်ရှားမှုနဲ့ဘာသာစကားအဲ့ဓာတွေကိုပေါင်းစည်းဆက်သွယ်ပြီးတော့သင်တဲ့နည်းစနစ်ဖြစ်ပါတယ်နော်အဲ့လိုဆိုတော့လှုပ်ရှားနေရတဲ့အတွက်ကြောင့်နံပါတ်1ကတော့ stress တွေမရှိဘူး anxiety တွေမရှိဘူးเนาะ stress release လည်းဖြစ်စေတယ်ပေါ့เนาะအဲ့တော့ तू ကတခုတည်းနဲ့သင်တာထက်ပေါ့เนาะခုနပြောတဲ့တချင်းဆိုတာနဲ့အမူအရာနဲ့เนาะလှုပ်တယ်ခန္ဓာကိုယ်လှုပ်ရှားတယ်เนาะနောက်ကြပြရွတ်ဆိုတယ်အမူအရာလေးနဲ့လှုပ်ပြတယ်เนาะဒါမှမဟုတ် flash card နဲ့သုံးတယ်ပြီးလို့ရှိရင်အဲ့ flash card ထဲကနေရုပ်ပုံတွေရဲ့အမူအရာတွေနဲ့လှုပ်ပြတယ်เนาะအဲ့ဒါမျိုးတွေနဲ့သင်နည်းအမျိုးမျိုးနဲ့တွဲပြီးတော့လှုပ်နိုင်တယ်ရှက်တက်တဲ့ကလေးတောင်မှเนาะသူများလှုပ်ရင်ကလေးဆိုတာသူများလှုပ်ရင်ကိုယ်လည်းလှုပ်ချင်တယ်လေเนาะရှက်ပြီးတော့နောက်မှာချောင်းမှာကတ်နေပြီမဲ့တစ်ခါနှစ်ခါသုံးခါလောက်ခေါ်ထုတ်လာလို့ရှင်သူတို့လည်းပါဝင်လှုပ်ရှားတာမျိုးတွေတွေ့နိုင်ပါတယ်เนาะနောက်တစ်ခုကဝေါဟာရတွေစကလုံး what တွေကိုအခြေခံပြီးတော့အဲ့တော့ what games တွေအများကြီးရှိတယ် matching တွေစကလုံးတွေကို matching လုပ်မယ်တွဲမယ်เนาะဒီဘက်ကစကလုံးနဲ့
စကလုံးနဲ့ဒီဘက်ကခက်စစ်တွေပေါ့နော်ဒီဘက်ကဘာခေါ်လဲအဓိပ္ပာယ်တွေတတ်စီဝက်ကတ်လေးတွေလုတ်ပြီးတော့ရှင်တွဲခိုင်းမယ်နော်ခလေးတွေကိုယ်တိုင်ဘာလုပ်ရလဲအဲ့ဒီခက်စစ်ဆိုလို့ရှိရင်ခလေးတွေကိုယ်တိုင်ရှာဖွေရတယ်ရှေ့နဲ့နောက်နဲ့နော်ဘာခေါ်မလဲဘယ်စကလုံးအဓိပ္ပာယ်လဲဘယ်ခက်စစ်အဓိပ္ပာယ်လဲအဲ့ဒါမျိုးဆိုခလေးကိုယ်တိုင်ရှာဖွေတွေ့ရှိတာတွေဖြစ်ပါတယ်နော်အဲ့တော့အဲ့ဒီဟာတွေဆိုလို့ရှိရင်ဆရာမတို့ကစကလုံးတွေကိုစီလောစွာဘလို့တွဲမလဲเนาะဒါမှမဟုတ်လို့ရှိရင်နှလုံးတွဲတွေရှိရလေဆရာမတို့ကဘီးတဲ့မှန်ဆိုလို့ရှိရင်အမြဲတွဲလေးရှိတယ်เนาะဥပမာယောက်ျားနဲ့မိန်းမဟုတ်ပြီเนาะကလေးနဲ့လူကြီးစသဖြင့်အဲ့လိုမျိုးတွေနောက်လှပမောတာနဲ့ပန်းတာမောပန်းထိမ့်သိမ့်ဟုတ်ပြီနော်စုစည်းစသဖြင့်အဲ့လိုမျိုးတွေကိုလည်းဆရာမတို့အများကြီးပဲဖြစ်လေဝေါဟာရတွေကိုအခြေခံပြီးတော့နော်အချိုးဆိုရင်အချင်းအခါလည်းပြောရင်ပြောမှာပေါ့လေနော်အဲ့လိုမျိုးမြေကြီးနဲ့ကောင်းကင်နော်အမူအရာအဲ့လိုစသဖြင့်ပေါ့နီးမျိုးစုံနဲ့ဆရာမတို့ကစားလို့ရပါတယ်နော် idiom စကားလုံးတွေနော်ဒီဘက်ကအနာဘော်ဆိုတဲ့ကတ်နဲ့ဒီဘက်ကဒုကြအကုန်လုံးနော်ဆရာမတို့စကပုံတွေကိုရောင်းပွေပေးလိုက်ပြီးလို့ရှိရင်ကလေးတွေကိုစကပုံတွေသိအောင်word game တွေเนาะကစားလို့ရတယ်ဥပမာဆိုလို့ရှိရင်နောက်တစ်ခုကချင်းသေးကဲ့သို့เนาะရဲရင်နေဆိုဆရာမတို့ကချင်းသေးကဲ့သို့လို့ရှေ့ကနေပြောမယ်ကလေးတွေကိုနောက်က word ကိုဖြည့်ခိုင်းတာမျိုးเนาะအဲ့ဒါမျိုးတွေနှင်းစီပန်းကဲ့သို့နောက်ကဘာဖြစ်လဲလှပါတယ်မွေးကြိုင်နေစသဖြင့်ကလေးတွေနောက်ကစကလုံးလေးတွေကိုဖြစ်တယ်เนาะနောက်ကစကလုံးတွေကိုဥပမာငရှင်းကဲသို့เนาะဗာလဲချောမွေတယ်ပေါ့เนาะစသဖြင့်အဲ့လိုမျိုးတွေဆရာမတို့တွေကစားနည်းတွေမျိုးစုံကစားလို့ရတယ်เนาะနောက်တစ်ခုကဆရာမတို့ဆက်ဆက်မှုပြစကလုံးတွေကိုလည်းဆင်ခိုင်းလို့ရတယ်เนาะပထမဦးဆုံးဒုတိယအနေနဲ့နောက်ဆုံးတော့ဒါမျိုးတွေလည်းသင်လို့ရတယ်နောက်တစ်ခုကဆရာမတို့ဘာလို့ထင်တယ်လဲเนาะဘာကိုသိချင်ပါတယ်ဒါကိုစိတ်ဝင်စားပါတယ်စသဖြင့်နှုတ်မှုဆိုင်ရာစကားပြောတွေကိုလည်းဒီလိုနည်းတွေနဲ့เนาะစကားလုံးတွေနဲ့သင်လို့ရတယ်နောက်တစ်ခုကနောက်ဆုံးတစ်ခုပေါ့နော်နောက်ဆုံးသင်နည်းတစ်ခုကတော့ဆရာမတို့ project လေးတွေပေးပြီးတော့သင်တာเนาะ project လေးတွေကိုခလေးတွေကိုကိုယ်တိုင်လုပ်ခိုင်းတာเนาะအဲ့တော့ဆရာမတို့အဲ့ဒါအချိန်ကုန်နေဟုတ်ပြီအချိန်ကုန်နေဆိုလို့ရှိရင်ခလေးတွေကို project လုပ်ဖို့အိမ်မှာခိုင်းလိုက်လို့ပေးလိုက်လို့ရောမရဘူးလားရတယ်เนาะကလေးတွေက project ကိုလုပ်ရတာအရင်စိတ်ဝင်စားတယ် project ဆိုတာလုပ်ရမယ့်လုပ်ငန်းတွေပေါ့နော်ခွဲပြီးတော့ပေးလိုက်တယ်လုပ်ငန်း tax လေးတွေပေးလိုက်เนาะအဲ့ဒီမှာဆိုရင်လည်းဆရာမတို့ကရက်လက်ထက်ဖြစ်စဉ်ကိုအလေးထားမယ်တဲ့เนาะရက်လက်ဆိုတာကလေးတွေထွက်လာတဲ့ကိုခိုင်းကိုလုတ်ခိုင်းလိုက်တဲ့အရာရဲ့ရက်လက်နောက်ဆုံးရက်လက်ထက်ကလေးတွေဘလို့ပူပေါင်းဆောင်ရွက်လဲကလေးတွေဘလို့စ조사အားထုတ်ခဲ့တယ်လဲကလေးတွေဘလို့ရှာဖွေစုစည်းခဲ့တယ်လဲဆိုတဲ့အကြောင်းအရာတွေကိုအလေးထားပါမယ်ပြီးတဲ့အခါကျတော့ဆရာမတို့ရဲ့เนาะပညာရေးဆိုင်ရာရည်ရွယ်ချက်တွေပေါ့ပါရဲ့လားလက်တွေ့မှာကလေးတွေနဲ့နှိစက်တဲ့လက်တွေ့ဘဝလုပ်ငန်းတွေလည်းဘောဖြစ်ရလားဆိုတာကိုလည်းဆရာမတို့က project ပေးရင်စဉ်းစားမယ်เนาะအဲ့တော့ဆရာမတို့ဘာတွေပေးစရင်ပြုခိုင်းတာတွေအစီအစဉ်လိုက်စီခိုင်းတာတွေရွေးထုတ်စေတာတွေမျှဝေတာတွေနှိုင်းရှင်တာတွေစသဖြင့်เนาะလုံသိယူမှုလုပ်ငန်းတွေမျိုးစုံကို project တွေပေးလို့ရပါတယ်လို့เนาะဒီမှာနမူနာproject လုပ်ငန်းမစမီဆိုရင်ဒါတွေလုပ်လို့ရတယ်လုပ်နေစဉ်အတွင်းမှာဆိုလို့ရှိရင်ဒါတွေလုပ်ငန်းပြီးလို့ရှိရင်ကိုကဘာတွေလုပ်ခဲ့ခိုင်းမလဲဆိုတာမျိုးလေးတွေကိုညွှန်ကြားချက်တိတိကျကျလေးဆရာကပြင်ဆင်ထားဖို့လိုပါတယ်ဥပမာဆိုလို့ရှိရင်ဒီလိုရုပ်ပုံလေးတွေနဲ့ဒါလေးတွေကိုเนาะအတန်းငယ်တဲ့အချိန်မှာဆိုရင်ရုပ်ပုံလေးများသုံးမယ်ဒီပုံလေးတွေကိုအစီအစဉ်တကျစီစဉ်ပြီးတော့အဲ့ဒီအောက်မှာပုံတပုံအောက်မှာစာနှစ်ကြောင်းပဲဝက်ကြအတိုလေးနှစ်ကြောင်းစီရေးပါပြီးလို့ရှိရင်အဲ့ဒီကိုရေးထားတဲ့အကြောင်းဒီပုံတွေကိုနံပါတ်1เนาะဆရာမညွှန်ကြားချက်ပေးပြီးနံပါတ်1ပုံတွေကိုပထမဦးဆုံးသူ့ရဲ့ဖြစ်စဉ်အလိုက်ပြန်ပြီးတော့စီပြီးရင်အဲ့ဒီပုံပေါ်မှာမူတည်ပြီးတော့ဝက်ကြအတိုလေးနှစ်ကြောင်းစီရေးပါပြီးရင်အဲ့ဒီဝက်ကြ6ကြောင်းကိုစုစည်းပြီးတော့
အဲ့ဒီဘာအကြောင်းရေးလဲဆိုတာကိုခေါင်းစဉ်တက်ပါဆိုတာမျိုးကိုခေါင်းစဉ်တက်ပါဒါမှမဟုတ်ရင်ဆရာမပြောနိုင်ဘလို့ခိုင်းနိုင်သေးတယ်ဒီသုံးပုံကိုအကျဉ်းချုပ်ပြီးတော့ဝက်ကြတကြောင်နဲ့ရေးပါစသဖြင့်ပေါ့နော်ဘာသာစကားနဲ့ပတ်သက်တဲ့သင်ယူမှုလုပ်ငန်းတွေအကုန်လုံးဒါဆိုရင် ordering လည်းပါတယ်နော် writing လည်းပါတယ်ပြီးလို့ရှိရင် summarization လည်းပါတယ်ခုဆရာမပြောလိုက်တဲ့လုပ်ငန်းပေါ့နော်ဘာခေါ်လဲ text project လေးဆိုလို့ရှိရင်အဲ့ဒါမျိုးလေးတွေကိုခလေးကိုလုပ်ပေးပါဒီမှာနောက်တစ်ခုဒီမှာဆိုဒီပုံကြည့်ရင်သိချရတယ်နော်ဒီခလေးဒီဟာဆိုလို့ရှိရင်ဒီခလေးတွေကဘာဖြစ်လဲလမ်းသွားရင်းနဲ့ဟိုမှာလေနော်ဘာနဲ့လုပ်လဲအတီးခူးတာလားဘာလဲပြားအောင်ကိုဟိုသွားပြီးတော့ထိုးမိတယ်နော်ထိုးမိတဲ့အခါကျတော့ပြားကြိုက်တယ်ပြားကြိုက်တော့အိမ်ရောက်တော့အမေကဘာလုပ်နေလဲအဲ့ဒါမျိုးဆိုတော့ဒီပုံဆိုလို့ရှိရင်ပုံက1 2 3ဆိုပြီး3ကနံပါတ်1 2က sorry 2ကနံပါတ်2 1ကနံပါတ်3ဖြစ်မှာပေါ့နော်အဲ့လိုမှခုနကပြောတဲ့ guideline လေးတွေတော့ချပေးဖို့လိုပါတယ်เนาะအဲ့တော့ဒီနေ့သင်သွားပေးတဲ့ဆွေးနွေးသွားပေးတဲ့เนาะသင်နည်းတွေကိုလည်းကြည်ညက်အောင်ပြန်ပြီးတော့လေ့လာပါဒီအချိန်လေးနဲ့တော့မကြည်ညက်နိုင်ဘူးမသိတာရှိရင်လည်းဆရာမကိုအချိန်မရွေးမေးလို့ရပါတယ်เนาะအဲ့ဒါကြောင့်မို့လို့နော်အားလုံးဆရာတို့ဆရာမတို့အားလုံးเนาะသင်နည်းတွေရောဘာသာစကားရဲ့သဘောတဘာဝတွေရောဒီနေ့ဆွေးနွေးချက်တွေကိုเนาะရသွားလိမ့်မယ်လို့မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်